မင်္ဂလာပါအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့ခုလိုခေတ်ပြောင်းချိန်တိုင်းမှာအပြောင်းလဲနဲ့အကောင်းဆုံးရင်ဆိုင်လူသူတိုင်းဖတ်ရမယ့်စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ် Dr. Spencer Johnson ရဲ့ Who Moved My Cheese ငါတင်ငယ်ကိုဘယ်သူနေရာရွှေ့တယ်လဲဆိုပြီးတော့ဆရာတင်မောင်မြင့်ကနေဘာသာပြန်ပေးထားပါတယ်ပြန်လည်၍တွေ့ဆုံကြခြင်းချီကာဂိုမြို့၏နေသားသောတနင်္ဂနွေနေ့ဖြစ်ပါသည်နေ့လည်စာစုစားဖို့တငယ်ချင်းတွေတစုတဝေးကြီးပြန်လည်ဆုံတွေ့သည့်ပွဲဖြစ်၏မနေ့ညကလည်းအထက်တန်းကျောင်းသားဟောင်းများပြန်ဆုံပွဲလုပ်ပြီးပြီဒီနေ့ပွဲမှာမကြေပွဲဖြစ်၏စကားတွေပြောလို့မဝါကြသေးတယောက်အကြောင်းတယောက်သိကျင်ကြားကျင်ကြသေးသည်အစားအသောက်တွေတဝါကြီးစားကြအားရပါရရေမောနောက်ပြောင်ကြပြီးသည့်နောက်မှစကားဝိုင်းမှာလေးနက်သည့်အကြောင်းအရာစီသို့ဥတည်သွားလေသည်တစ်ချိန်လုံးကအတန်းထဲမှာမျက်နှာအပွင့်ဆုံးအင်ဂျလာကစကားဆသည်ဘဝကဒလောက်ကြီးပြောင်းလဲသွားလိမ့်မယ်လို့ကျောင်းမှာတော့ငါမထင်ခဲ့ဘူးတကယ့်ကိုအပြောင်းလဲကြီးပြောင်းလဲသွားကြပြီနော်ဒါပေါ့တည်တည်ချာချာကိုပြောင်းလဲသွားကြတာနေသန်ကအင်ဂျလာကိုထောက်ခံလိုက်ခြင်းဖြစ်၏နေသန်မှာမိသားစုလုပ်ငန်းနဲ့ဝင်လိုက်ကြောင်းတငယ်ချင်းအားလုံးသိကြသည်သူ၏လုပ်ငန်းမှာသူတို့မျိုးကလေးတွင်ဟိုးသူတို့ငယ်ငယ်တုန်းကအတိုင်းအတက်အကျမရှိဆက်သွားနေကြောင်းလဲအားလုံးသိထားကြ၏သူကပြောင်းလဲမှုသဘောကိုစိတ်ပါလက်ပါဝင်ဆွေးနေတော့တငယ်ချင်းအားလုံးအံ့ဩနေကြသည်သူကမေးခွန်းထုတ်သေး၏ဒါပေမဲ့ပြောင်းလဲမှုနဲ့နှစ်ဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါငါတို့တွေအပြောင်းလဲကိုလက်မခံခြင်းကြဘူးဆိုတာကိုမင်းတို့သတိထားမိကြရဲ့လားကာလော့စ်ကဝင်ဆွေးနေသည်ငါအထင်တော့အပြောင်းလဲကိုလက်ခံရမှာငါတို့ကြောက်နေတာဖြစ်မယ်နင်ကကျောင်းတုန်းကဘောလုံးအသင်းကပတိန်ပါဟဲ့အကြောက်တရားအကြောင်းနင်ပြောလိုက်မယ်လို့ငါဘယ်တော့မှမထင်ခဲ့ဘူးဂျက်စီကာကဝင်ထောက်တော့အားလုံးရေကြသည်သူတို့အားလုံးသည်ဘဝလန်းအသွယ်တဲသို့အသီးသီးဝင်ရောက်ရှောက်သွားရတော်ညာလဲအိမ်လုံးအလုပ်နေရသူများမှာကုမ္ပဏီမန်နေဂျာများအထိပါ၏သူတို့အားလုံးသည်အပြောင်းလဲကိုရင်ဆိုင်ဖို့ဝင်လေးသည့်နေရာတွင်တူညီနေခြင်းကြောင့်ရေမောမိကြခြင်းဖြစ်လေသည်လွန်ခဲ့သောနှစ်များကသူတို့ကိုယ်စီတွေ့ကြုံခဲ့ရသည့်ပြောင်းလဲမှုများကိုဖျက်ဆီးကျော်လွှားဖို့သူတို့အားလုံးကြိုးစားခဲ့ကြရသည်တကယ်အပြောင်းလဲနှင့်ရင်ဆိုင်ကြုံတွေ့သည့်အခါပိုင်နိုင်ကင်တွယ်နိုင်သည့်နီလန်မျိုးမတွေ့ကြောင်းသူတို့အများစုဝန်ခံကြသည်ဤတွင်မိုက်ကယ်ကစဆွေးနွေးသည်ကိုလည်းပြောင်းလဲမှုကိုကြောက်ခဲ့တာပဲတို့လုပ်ငန်းခွင်ထဲမှာအေယာမအပြောင်းလဲတွေဖြစ်လာတော့ကိုတို့အားလုံးဘာလုပ်လို့ဘာကန်ရမှန်းမသိအောင်ဖြစ်ခဲ့ကြရတယ်ဒါကြောင့်ဘာမှမလုပ်ဖြစ်ခဲ့ဘူးဒီလိုနဲ့ကုမ္ပဏီပြက်လူခမန်းဖြစ်ခဲ့ရတယ်သူကခဏဆိုင်ပြီးစကားဆက်သည်ဒီမှာတင်ရဲစရာဇလန်းကလေးတစ်ပုဒ်ကိုကြားခွင့်ရလိုက်တယ်အဲ့ဒီဇလန်းကလေးအရာတိုင်းကိုပြောင်းလဲပြစ်လိုက်တာပဲဆိုပါအောင်ကွမင်းဟာကဘလို့ဇလန်းလဲနေသန်ကဝင်မေးသည်အဲ့ဒီဇလန်းကအပြောင်းလဲအပေါ်မှာငါမြင်တဲ့အမြင်ကိုပြောင်းပြန်ဖြစ်အောင်လုပ်ပြလိုက်တာပဲနောက်ပိုင်းငါအလုပ်ထဲမှာရောငါဘဝမှာပါချက်ချင်းတိုးတက်လာခဲ့တယ်ဒါနဲ့ငါလည်းအဲ့ဒီဇလန်းကိုငါတို့ကုမ္ပဏီကလုပ်ဖို့ကိုင်ဘက်တွေကိုဖောက်သေးချခဲ့တယ်တိတ်မကြခင်အတွင်းမှာပဲငါတို့လုပ်ငန်းတွေပြန်ကောင်းလာတယ်ဘာလို့လဲဆိုတော့အပြောင်းလဲကိုငါတို့အားလုံးအကောင်းဘက်ရအောင်အသုံးချနိုင်ခဲ့ကြလို့ပဲဘလို့ဇလန်းမျိုးမလို့လဲမိုက်ကယ်ရဲ့အင်ဂျလာကဝင်မေးသည်ဇလန်းနာမည်ကငါဒိန်ခဲကိုဘသူနေရာရွှေ့ထားသလဲတဲ့အားလုံးဝိုင်းရကြသည်ကာလော့စ်ကငါတော့နာမည်ကြားတာနဲ့သဘောကျနေပြီတို့ကိုပြောပြပါလားမိုက်ကယ်အေးပါငါပြောပြမှာပါဝမ်ဘတ်တသားကိုငါပြောပြမှာတိတ်မကြပါဘူးဤသို့အစချီပြီးမိုက်ကယ်ကသူ့ပုံမြင်ကိုစလေသည်ဇလန်းဟိုးရှိတုန်းကလူမနီးသူမနီးတနေရာကဝင်းကဘာတစ်ခုထဲမှာသရဝါ၄ဦးတို့နေထိုင်ကြတဲ့သူတို့၄ဦးဟာဝင်းကဘာထဲမှာဒိန်ခဲတွေကိုရှာဖွေစားတော့ရင်ပျော်ရွှင်စွာနေခဲ့ကြတယ်သူတို့တဲက2ဦးကကြွက်ကလေးတွေတစ်ကောင်ရဲ့နာမည်ကအနံ့ခံကောင်းလို့ sniff လို့တွင်ပြီးနောက်တစ်ကောင်ကိုတော့အပြေးမြန်လို့ scary လို့ခေါ်တဲ့ကျန်2ဦးကတော့လူသေးသေးကလေးတွေသူတို့အရွယ်စားကလည်းကြွက်လောက်ပဲရှိတယ်ဒါပေမဲ့သူတို့အပြုမူကဒီခေတ်လူတွေအတိုင်းပဲသူတို့2ယောက်ရဲ့နာမည်တွေကတော့တယောက်က ham နဲ့နောက်တစ်ယောက်က haw တဲ့စကားပြောရင်လူရင်းကိုမရောက်ဖဲဝိလဲလုံနေတတ်လို့ဒီလိုနာမည်တွေတွင်တာပေါ့သူ
သူတို့ရဲ့အရွယ်စားကသေးငယ်တော့သူတို့ဘာတွေလုပ်နေတယ်ဆိုတာသတိပြုမိဖို့မလွယ်ဘူးလေဒါပေမဲ့သူတို့ကိုတေးသေးချာချာအနီးကပ်စောင့်ကြည့်ရင်သူတို့လုပ်နေတာတွေဟာအံ့ဩကုန်နိုင်ပွဲဆိုတာရင်သက်ရှူမောပြောမဆုံးအောင်ဖြစ်ကြရတဲ့လူနှစ်ယောက်နဲ့ကြွက်နှကောင်ဟာနေတိုင်းသူတို့အကြိုက်ဆုံးအထူး special ဒိန်ခဲကိုဝင်ကဘာထဲမှာရှာဖွေစားတောက်ခြင်းနဲ့အချိန်ဖြုံးကြတယ်လေ sniff နဲ့ scary ဟာကြွက်ကလေးတွေဖြစ်တဲ့အတွက်သူတို့အုံနောက်မှာကိုက်ဖို့ဖြတ်ဖို့လောက်သာအသိဉာဏ်ရှိတယ်ဒါပေမဲ့အနံ့ခံတဲ့နေရာမှာတော့အဟုတ်တော်တယ်သူတို့ကြိုက်တဲ့ဒိန်ခဲအစနာတွေကိုကြွက်တို့တဘာဝရှာဖွေတတ်ကြတယ်ဟမ်နဲ့ဟောဆိုတဲ့လူကလေးနှစ်ယောက်ကတော့အုံနောက်ကိုသုံးတယ်သူတို့ကြိုက်တဲ့အထူးရှယ်ဒိန်ခဲကိုယုံကြည်မှုမျိုးစုံနဲ့ပြည့်ရှံနေတဲ့သူတို့အုံနောက်ကိုသုံးပြီးရှာတယ်အဲ့ဒီဒိန်ခဲဟာသူတို့ကိုပျော်ရွှင်စေမယ်အောင်မြင်မှုဖြစ်စေမယ်လို့သူတို့ယုံကြည်ကြတယ်ဒီလိုနဲ့ကြွက်နှကောင်နဲ့လူလေးနှစ်ယောက်တို့ကြားမှာခြားနာချက်တွေရှိပေမဲ့တူတာတွေကလည်းအများကြီးပဲရှိတယ်ဆိုပဲမနက်တိုင်းသူတို့လေးဦးစလုံးလမ်းလျှောက်ဝတ်စုံတွေဝတ်ကြတယ်အပြေးဖက်နှက်တွေစီးကြတယ်သူတို့နေအိမ်ကလေးတွေကကိုစီထွက်ကြပြီးသူတို့အကြိုက်ဒိန်ခဲရှာဖို့ဝင်ကဘာတွေကိုပြေးဝင်ကြတဲ့သူတို့နေတဲ့ဝင်ကဘာဟာဝရဏာတွေအသွဲသွဲနဲ့ရှုပ်ထွေးနေတဲ့လမ်းတွေခမ်းမဆောင်တွေအများကြီးပါတဲ့ဝင်ကဘာမျိုးတဲ့အချို့ခမ်းမဆောင်တွေထဲမှာတူလောင်ထားတဲ့အရသာအရှိဆုံးဒိန်ခဲတွေအများကြီးရှိတယ်ဒါပေမဲ့မှောင်မဲနေတဲ့အချိုးအကွေ့တွေဘာမှမမြင်နိုင်တဲ့လမ်းကြားတွေလည်းအများကြီးပဲတချို့လမ်းတွေကထိပ်ပိတ်တွေမျက်စိလဲပြီးပိတ်မိဖို့များတဲ့ဝင်ကဘာမျိုးပေါ့ဒါပေမဲ့လမ်းသီးတဲ့သူတွေအဖို့ဝင်ကဘာရဲ့လျှို့ဝှက်ချက်ကိုဖော်နိုင်တဲ့သူအတွက်ဖို့တော့ပျော်စရာအဖုံဖုံဒုက္ခဘုံပေါ့ sniff နဲ့ scary ကရိုးရိုးရှင်းရှင်းကလေးနဲ့တိတ်ထောင်မစေတဲ့နီးကိုသုံးပြီးဒိန်ခဲရှာတယ်မှားလိုက်ပြင်လိုက်စမ်းသက်လိုက်နီးပေါ့လမ်းထဲကိုပြေးဝင်သွားပြီးဘာမှမတွေ့ရင်ပြန်လှည့်ပေါ့ sniff ကဒိန်ခဲရှိနိုင်မယ်ထင်တဲ့နေရာကိုမှန်းပြီးသူ့နှာခေါင်းနဲ့အနံ့ခံတယ်သူ့နှာခေါင်းဥတီယာကို scary ကတန်းပြေးတယ်မင်းတို့ထင်တဲ့အတိုင်းပေါ့ကွာမှားတဲ့အခါလဲမှားပေမပေါ့ဟိုဝင်ဆောင်ဒီဝင်တိုက်ပေါ့တစ်ဖက်မှာလူသားနှစ်ယောက်ဖြစ်တဲ့ဟန်နဲ့ဟောကလည်းသူတို့နီးသူတို့ဟန်နဲ့သူတို့အရေးချင်းကိုသူတို့ယုံကြည်စွာနဲ့သို့တော်လဲပေါ့လေလူသားပီပီစိတ်လှုပ်ရှားစွာဥကောင်းရှုပ်ထွေးစွာနဲ့ဒိန်ခဲနောက်ကိုလိုက်နေကြတာပါပဲဒါပေမဲ့ဒီနေ့မှာသူတို့နီးသူတို့ဟန်နဲ့သူတို့လိုချင်တာကိုရကြတာကတော့အသေးကြပဲသူတို့ကိုစီရဲ့အကြိုက်ဒိန်ခဲတွေကိုဇင်းကြံလန်းတစ်ခုရဲ့အဆုံးတနေရာမှာသူတို့တွားတွေ့ကြတယ်အဲ့ဒီနေရာကိုသူတို့စီလို့နာမည်ပေးထားလိုက်ကြတယ်အဲ့ဒီနောက်ပိုင်းမှာသူတို့လေးဦးဟာအဲ့ဒီစီလို့နာမည်ပေးထားတဲ့နေရာကိုမနက်တိုင်းသွားကြတယ်နက်နက်ခင်းဝတ်စုံအပြည့်နဲ့ပေါ့တိတ်မကြပါဘူးသူတို့တွေဟာကိုပိုင်နီးနေတရားတွေကိုအသုံးချတတ်လာကြတယ် snip နဲ့ scary ကနေတိုင်းစောစောထပြီးဝင်ကဘာထဲပြေးသွားလေရှိတယ်တွားနေကြလမ်းကြောင်းအတိုင်းသူတို့သွားကြတာပါလိုရာခီးကိုရောက်ပြီဆိုတာနဲ့ကျွတ်နှကောင်ဟာဖက်နှက်တွေကိုချွတ်ပြီးလေဘဲမှာဆွဲထားလိုက်ကြတယ်ဒါမှလိုအပ်ရင်ချက်ချင်းပြန်စီးလို့ရမှာကိုပြီးတာနဲ့ဒိန်ခဲကိုတပြောတပါးလွှေးကြတော့တာပဲအစာပိုင်းမှာတော့ဟမ်နဲ့ဟောပါစောစောထပြီးနတ်တုတ်တာလို့ရတာရှိတဲ့ပြီးတော့သူတို့ဘိုက်ကိုဖြည့်ပေးဖို့အသင်းဆောင်နေတဲ့ဒိန်ခဲရှိရာကိုပြေးကြတာပါပဲဒါပေမဲ့သိပ်မကြပါဘူးလူတွေရဲ့လုံနီးလှုပ်ဟန်ပြောင်းလာတယ်နေ့စဉ်ဟန်နဲ့ဟောကအိယာထနောက်ကျလာတယ်ဝစ်စားလဲတော့လေအီလေးဆွဲပြီးပြင်းတိပြင်းတွဲဖြစ်လာတယ်ပြီးတော့ဒိန်ခဲရှိတဲ့စီနီယာကိုခက်ဖြည်းဖြည်းရှောက်သွားတယ်မပြေးတော့ဘူးစီနီယာကိုသူတို့သိနေကြပြီလေစီလန်းချောင်းကိုမျက်စိမိတ်ပြီးတော့သွားတတ်နေကြပြီလေဒိန်ခဲတွေဘယ်ကဘလို့ရောက်လာတယ်ဘသူလာထားတယ်ဆိုတာသူတို့မသိဘူးဒီနေရာမှာဒိန်ခဲရှိနေတယ်ဆိုတာပဲသူတို့ကျင်းသေးတွက်ထားတယ်ဒိန်ခဲတွေဘယ်ထွက်ပြေးမလဲပေါ့ဒိန်ခဲရှိတဲ့နေရာကိုရောက်ပြီဆိုတာနဲ့သူတို့နှစ်ယောက်ဟာကိုအိမ်ကိုရလိုသဘောထားပြီးအေးလူလူမနေ့တိုင်းအနားယူကြတယ်အားကစားဝတ်စုံတွေကိုချွတ်ပြီးချိတ်အပြေးဖက်နှက်တွေချွတ်ပြီးခြေညက်ဖက်နှက်လဲစီဒီနေရာဟာသူတို့အတွက်နှလုံးမွေးပျော်ပျော်ပွဲရာအရက်ပြီပဲပေါ့တကယ်နှိမ့်တဲ့နေရာပဲဟေ့ဒီမှာရှိနေတဲ့ဒိန်ငယ်တွေကလည်းတို့တသက်စားလို့ကုန်မှာမဟုတ်ဘူးဟမ်ကပြောတယ်လူကလေးနှစ်ယောက်ဟာအယမ်းပျော်နေကြတာပေါ့တသက်ပူစရာမလိုတော့ဘူးပေါ့အောင်မြင်ပြီပေါ့စီဆိုတဲ့နေရာမှာရှိတဲ့ဒိန်ငယ်တွေဟာသူတို့ကုသိုလ်နဲ့သူတို့ဖြစ်လာတဲ့သူတို့ရဲ့ကိုယ်ပိုင်ဒိန်ငယ်တွေပဲလို့မကြမတင်အတွင်းမှာသူတို့သတ်မှတ်လိုက်ကြတယ်နည်းနည်းနောဒိန်ငယ်တွေမှာမဟုတ်တာအဲ့ဒီစီနဲ့အနီးဆုံးနေရာကိုသူတို့ပြောင်းလာကြတယ်ပြီးတော့အဲ့ဒီနေရာမှာပဲသူတို့ရဲ့လူမှုဘဝကိုတည်ဆောက်ကြတယ်ပ
ပိုပြီးအိမ်နဲ့ယာနဲ့တူအောင်ဟမ်နဲ့ဟောဟာနိုင်ရန်တွေကိုသူတို့ရဲ့အတွေးမြင်တွေအဆိုမိတ်တွေကိုရေးချယ်ထားကြတယ်ရှေးပြီးစရန်တွေကိုဒိန်ငဲပုံကြီးတွေနဲ့တောင်ချဲသားကြသေးတဲ့ပထမဆုံးသူတို့ရေးတာကဟောဒီလို့တဲ့ဒိန်ငဲကိုပိုင်ဆိုင်ရခြင်းသည်အဟောတုခံချမ်းသာစွာဟမ်နဲ့ဟောဟာတခါတလေမိတ်ဆွေအပေါင်းအသင်းတွေကိုခေါ်ပြီးဒိန်ငဲတွေအပုံလိုက်လောင်ထားတဲ့သူတို့စီလို့ခေါ်တဲ့နေရာကိုပြကြတဲ့ဒိန်ငဲပုံကြီးကိုလက်ညှိုးထိုးပြပြီးတော့ခက်ကြွားကြွားပြောတတ်သေးတယ်ကြည်စမ်းဘလောက်ကြက်တည်ရှိတဲ့ဒိန်ငဲတွေလဲတခါတလေအဲ့ဒီလိုအပေါင်းအသင်းတွေကိုဒိန်ငဲတွေကျွေးပြီးဧည့်ခံတယ်ဒါပေမဲ့အမြဲတမ်းတော့မဟုတ်ဘူးဘာမှမကျွေးပဲပြန်လွတ်လိုက်တဲ့အခါလည်းရှိတယ်ဟမ်ကငါတို့ဟာဟောဒီဒိန်ငဲတွေကိုထိုက်ထိုက်တန်တန်ရထားတာဒီနေရာကိုတွေ့ဖို့ငါတို့နှစ်ယောက်အကြာကြီးစူးစမ်းခဲ့ရတယ်လို့ပြောရင်လက်လက်ဆက်ဆက်ဒိန်ငဲတစ်လုံးကိုယူပြီးလွှေးလိုက်တယ်ထုံးစံအတိုင်းအဝပြဲစားပြီးသူအိပ်ပျော်သွားရောညာတိုင်းလူကလေးနှစ်ယောက်ဟာဒိန်ငဲတွေတပွေးတစ်ပိုက်ကြီးတည်ပြီးအိမ်ကိုဘောက်ဆက်ဟိုရိုင်ဒီရိုင်နဲ့ပြန်လာတတ်ကြတယ်နောက်တစ်နေ့မနက်မိုးလင်းတာနဲ့ဒိန်ငဲစီကိုစားဖို့တည်ဖို့စိတ်ချလက်ချပြန်ရောက်လာကြပြန်ရောဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်လာခဲ့တယ်ဒီဒိန်ငဲတွေတသက်စားလို့ကုန်တော့မှမဟုတ်ဘူးဆိုတဲ့ယုံကြည်စိတ်ချမှုကနေကြာတော့တစားတစားသူတို့ဘဝင်မြင့်လာကြတယ်တိတ်မကြပါဘူးသူတို့နှစ်ယောက်ဟာဘဝကိုအယမ်းကျေနပ်နေတော့ပတ်ဝန်းကျင်မှာဘာဖြစ်နေတယ်ဆိုတာသူတို့သတိမမူမိကြတော့ဘူး Sniff နဲ့ Scary ကတော့နေစာဒူဝါလှုပ်ရှားမှုအတိုင်းဆက်ပြီးစခန်းသွားနေကြတယ်မနက်တိုင်းသူတို့အစောကြီးရောက်တယ်ဒိန်ငဲတုံးတွေကိုနမ်းလိုက်ကုတ်ချစ်ကြည့်လိုက်ပက်လေကိုပြေးလွှားကြည့်လိုက်နဲ့အလှုပ်ရှုပ်နေတတ်ကြတယ်မနေ့ကနဲ့ဒီနေ့ဘာအပြောင်းလဲရှိသလဲဆိုတာစစ်ဆေးနေတတ်ကြတယ်လေပြီးမှသေးသေးချာချာထိုင်ပြီးဒိန်ငဲကိုကိုက်ဖက်စားတော့တော့တာပဲတနေ့မနက်သူတို့ဒိန်ငဲရိတ်တာစီနီယာကိုရောက်တော့ဟိုက်ဒိန်ငဲတွေတစားမှမရှိတော့ဘူးဒီအတွက်သူတို့လုံးဝမအံ့ဩဘူးဘာလို့လဲဆိုတော့ Sniff your Scary ပါသူတို့စားတောက်နေတဲ့ဒိန်ငဲတွေနဲနေလာတယ်ဆိုတာကိုသူတို့သိထားတာကိုဒီအဖြစ်တနေ့ကြုံရမယ်ဆိုတာသူတို့သိထားပြီးသားပြီးတော့သူတို့ရဲ့ပင်ကိုဗီဇအတိအရဘာဆက်လုပ်ရမယ်ဆိုတာလဲသူတို့စဉ်းစားပြီးသားသူတို့တကောင်မျက်နှာတကောင်ကြည့်လိုက်ကြတယ်ပြီးတော့လေဘင်းမှာဆွဲထားတဲ့ဖနက်တွေကိုအသာပြန်ယူပြီးအေးစစ်စစ်ပဲပြန်စီးတယ်ကြိုးချီတယ်ကျွတ်ဆိုတဲ့ကောင်မျိုးကရှေဝေးစစ်ဆေးတွေးတော့မနေဘူးသူတို့ခေါင်းထဲမှာရှုပ်ထွေးယုံကြည်မှုလည်းမရှိဘူးသူတို့အတွက်ပြဿနာရောအဲ့ဒီပြဿနာရဲ့အဖြေပါရိုးကလေးပဲစီဆိုတဲ့ဒိန်ငယ်ရိတ်တာရဲ့အခြေအနေကလုံးဝပြောင်းလဲသွားပြီဒါကြောင့်အဲ့ဒီအခြေအနေနဲ့လိုက်ပြောင်းဖို့သူတို့ဆုံးဖြတ်လိုက်ကြတယ်နှကောင်သားဝင်းကဘာလမ်းတွေစီကိုမျိုးကြည့်လိုက်တယ် Sniff ကသူ့ရဲ့နှာခေါင်းကိုမော့ပြီးအနံ့ခံတယ်ပြီးတော့ Scary ကိုခေါင်းငိမ်ပြလိုက်တယ် Scary ကချက်ချင်းပြေးချသွားတော့တာပဲ Sniff ကလည်းကြိုးစားပြီးသူ့နောက်ကိုအမိပြေးလိုက်တယ်ဒိန်ငဲရှာပုံတော်အစ်စ်ကိုသူတို့ချက်ချင်းပြန်စနိုင်ခဲ့တယ်ဆိုပါတော့အဲ့ဒီနေ့မှာပဲအဲ့ဒီနေရာကိုဟမ်နဲ့ဟောဟာနည်းနည်းနောက်ကျပြီးရောက်လာတယ်စီဒိန်ငဲရိတ်တာမှာနေ့စဉ်မတိမတာအပြောင်းလဲဖြစ်လာတာကိုသူတို့လုံးဝသတိမထားမိဘူးဒီတော့ဒီနေရာမှာဒီဒိန်ငဲတွေအမြဲရှိနေရမယ်လို့ကြိုပြီးကျင်းသေးတွက်ထားတာပေါ့ဒီတော့တကယ်အဖြစ်မှန်နဲ့ရင်ဆိုင်မှုသူတို့အသိမရှိကြဘူးလေဘာဒိန်ငဲတွေမရှိတော့ဘူးဟုတ်လားဟမ်ကဒေါသပုံထားပါလေရောဒိန်ငဲတွေမရှိတော့ဘူးဒိန်ငဲတွေမရှိတော့ဘူးဆိုပြီးအတန်ကုန်အော်ဟစ်နေတော့တာပဲသူတအားကုန်းအော်ရင်ဒိန်ငဲတွေပြန်ရောက်လာမယ်အတိုင်းပဲငါဒိန်ငဲကိုဘယ်သူနေရာရွှေ့လိုက်တာလဲကွသူကခုနှစ်တန်ချီပြီးအော်နေတော့မယ်နောက်ဆုံးမောရမခါထောက်လိုက်တယ်သူ့မျက်နှာတစ်ခုလုံးဒေါသကြောင့်หนีရဲနေတယ်နောက်တစ်ခါမကြေမနက်ထက်အောပြန်ရောမတရားဘူးလုံးဝမတရားဘူးကွဟောကတော့အဖြစ်ပြက်ကိုမယုံကြည်နိုင်စွာနဲ့ခေါင်းခါရမ်းနေတယ်သူလဲဒိန်ငဲဟာဒိန်ငဲနေရာမှာရှိနေရမယ်လို့တွက်ထားတဲ့လူလေအကြာကြီးတွေ့ရက်နေပြီးကြောက်ရွံ့တရုပ်လို့သူငြိမ်းနေတယ်အမှန်တော့လန့်ပြီးသူကြက်သေးနေတာဒီအဖြစ်မျိုးကိုသူမျောလင့်မထားဘူးလေဟမ်ကဆက်ပြီးအော်ဟစ်ကျိမ်းမောင်းနေတော့မယ်ဒါတွေကိုလည်းဟောကမကြားကျင်တော့ဘူးလက်တွေ့ရင်ဆိုင်နေရတဲ့တကယ်အဖြစ်နဲ့သူထိတ်တိုက်မတိုးခြင်းဘူးလေဒီတော့အားလုံးကိုမတိကြိုးကျွံလုံနေလိုက်တော့တယ်လူကလေးနှစ်ယောက်ရဲ့အပြုမှုဟာတိတ်ဟန်မကြလာဘူးဘာမှလည်းအကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဒါပေမဲ့ဘာကြောင့်ဒီလိုဖြစ်လာရတယ်ဆိုတာနားလည်နိုင်ပါတယ်ဒီလိုဒိန်ငဲတွေအစုလိုက်အပုံလိုက်တွေးဖို့ဆိုတာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးလူကလေးနှစ်ယောက်အတွက်နေ့စဉ်စားနေဖို့ထက်ဒီလိုတွေးဖို့ကပိုအရေးကြီးတယ်သူတို့နှစ်ယောက်ဒိန်ငဲတွေတော့ဒုက္ခမျိုးတော်ကိုရောက်ပြီလို့သူတို့ထင်ခဲ့တယ်
ဒိန်ခဲရဲ့သဘောတဘာဝကိုသူတို့အရသာခံတဲ့အပေါ်မူတည်ပြီးအတိတ်ပဲဖွင့်ဆိုကြတယ်တချို့အတွက်ဒိန်ခဲတွေ့တာဟာရုပ်ပိုင်းဆိုင်ရာယရနာတိုက်တွေ့တာပဲတချို့ကြတော့ကျန်းမာရေးအတွက်အာဟာရပေါ့ဒါမှမဟုတ်လေချမ်းသာဒုက္ခကိုစိတ်နဲ့ခံစားဖို့ဖွံ့ဖြိုးတိုးတက်လာခြင်းပေါ့ဟောအတွက်ဒိန်ခဲဟာဘဝရဲ့လုံခြုံမှုပဲတနေ့နေ့မှာချစ်စရာချမ်းမြေ့ရိပ်မြုံအိမ်တောင်လေးတစ်ခုတိဆောက်ပြီးငြိမ်အေးတိတ်ဆိတ်တဲ့တိုက်ပုကလေးတစ်လုံးမှာနေမယ်ချက်တာလန်းလိုစိတ်ငြိမ်ရက်ွက်တစ်ခုခုမှာပေါ့ဟမ်ကတော့ချင်းမင်ဘတ်တောင်ကုန်းမှာအေယာမအိမ်ကြီးတစ်ဆောင်ဝယ်ပြီးနေမယ်အဲ့ဒီအိမ်ကြီးထဲမှာဒိန်ခဲတွေအိမ်အပြည့်ရှိနေရမယ်ဒိန်ခဲဟာဟမ်နဲ့ဟောအတွက်ဤ၍ဤမြအရေးပါနေတာမို့ဘာလို့ရမယ်ဆိုတာကိုမဆုံးဖြတ်နိုင်မယ်အချိန်တွေအများကြီးကုန်သွားတယ်ဒိန်ခဲဆိုလို့အစားနာတောင်မကြံတော့တဲ့စီဒိန်ခဲရိတ်တာကိုထက်တလဲလဲကြည့်နေဖို့သာစိတ်ကူးရကြတယ်ဒိန်ခဲတွေပျောက်သွားတာအိမ်မက်လီလာတကယ်လားပေါ့ Sniff နဲ့ Scary တို့ကသူတို့အလုပ်ကိုသူတို့အမြန်ဆုံးနှုံနဲ့ဆက်လုပ်နေကြတယ် Ham နဲ့ Haw ကတော့နာမည်နဲ့လိုက်အောင်ဒီရောင်ရောင်ဟိုရောင်ရောင်တောင်စင်ရေမရစကားတွေပြောပြီးအချိန်တွေကုန်နေကြတော့မယ်မတရားဘူးဆိုပြီးအော်ဟစ်ရန်တွေ့နေကြတော့မယ် Haw ကစိတ်ထက်ကြားစာပြုတ်လာတယ်မနှက်ဖြန်အထိဒိန်ခဲတွေပြန်ရောက်မလာတော့ရင်ဘယ်နဲ့လုပ်မလဲဒီလိုတွေးပြီးရှေ့ဆက်လုပ်ဖို့လုပ်ငန်းစဉ်တွေချကြည့်တယ်လူကလေးနှစ်ယောက်ဟာခုထက်ထိမယုံနိုင်အောင်ဖြစ်နေတော့မယ်ဘလို့ကြောင့်ဒီလိုဖြစ်ရတာလဲဘာကြောင့်သူတို့ကိုတစုံတစ်ယောက်ကသတိမပေးတာလဲဒါလုံးဝသဘာဝမကျဘူးဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စမျိုးမဟုတ်ဘူးအဲ့ဒီညမှာသူတို့နှစ်ယောက်လုံးစိတ်သက်အကြာကြီးကြပြီးအိမ်ပြန်လာခဲ့ကြတယ်ဘိုက်ကလည်းအရန်စာနေပြီးမပြန်ခင်ဟောကနယံမှာရေးခဲ့သေးတယ်တင့်အတွက်ဒိန်ခဲအရေးကြီးလေဒိန်ခဲကိုလက်မလွတ်ပဲကင်ထားခြင်းလေပဲနောက်တစ်နေ့မှာလဲဟမ်နဲ့ဟောကသူတို့အိမ်မှာစီဒိန်ခဲရိတ်တာစီကိုလာခဲ့ကြပြန်တယ်ဒိန်ခဲတွေပြန်ရောက်နေလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့သူတို့မှရှိနေသေးလေအခြေအနေကမနေ့ကအတိုင်းပါပဲဘာမှမပြောင်းလဲပါဘူးဒိန်ခဲလည်းပြန်ရောက်မလာပါဘူးလူကလေးနှစ်ယောက်ဘာဆက်လုပ်ရမှန်းမသိတော့ဘူးဟမ်နဲ့ဟောဟာကြောက်ရွံ့နှစ်တိုင်လိုမလုံးမရှက်ငြိမ်သက်ရက်ငေးနေကြတယ်ဟောကမျက်စိကိုတအားပိတ်နားကိုလည်းလက်နှစ်ဖက်နဲ့အတင်းဖိထားလိုက်တယ်ဘာမှလည်းမမြင်ခြင်းဘာမှလည်းမကြားခြင်းတော့ဘူးဒိန်ခဲတွေတဖြည်းဖြည်းနဲလာတဲ့အကြောင်းရင်းလည်းပြန်မတွေးကြတော့ဘူးဒိန်ခဲပုံကြီးရုတ်တရက်ပျောက်ကွယ်သွားတာလို့ပဲယုံကြည်ထားလိုက်တယ်ဟမ်ကတော့အဖြစ်အပျက်ကိုအပြန်လန်စဉ်းစားတယ်သူကောင်းထဲမှာယုံကြည်မှုအစွဲလွှမ်းနေနဲ့ရှုပ်ထွေးပြည့်ညက်နေပုံရတယ်ဘာလို့သူတို့ငါ့ကိုဒီလိုလုပ်ကြတာလဲဒီမှာတကယ်ဖြစ်နေတာတွေကဘာတွေလဲအဲ့ဒီလိုမကြေနိုင်မချမ်းနိုင်ဖြစ်နေတယ်နောက်ဆုံးမှာဟောကမျက်စိဖွင့်ပြီးပတ်ဝန်းကျင်ကိုကြည့်တယ်ဟေးဓာတ်ထက်နေပါဦး Sniff နဲ့ Scary ကိုဒိုးမသိတာတွေကိုသူတို့များသိနေမလားအတိတ်ပဲမရှိတာကွာသူတို့ဘာသိမှလဲဟမ်ကရေသွေးသွမ်းပြီးပြောတယ်သူစကားဆက်သေးတယ်သူတို့ကဘာမဟုတ်တဲ့ကြွက်ကလေးတွေပဲကွာအဖြစ်ပြက်တစ်ခုကိုသူတို့ရိုးပဲတွေးတတ်မှာပေါ့ဒိုးကလူတွေလေဒိုးကအသိဉာဏ်မြင်တာပဲဒိုးကတွေးခေါ်မြုံမြင်တတ်ရမှာပေါ့ပြီးတော့ဒိုးကသူတို့ထက်ပိုပြီးရတဲ့ရထိုက်တာပေါ့ဒီအဖြစ်မျိုးဟာဒိုးကိုလာမဖြစ်ရဘူးဖြစ်ရင်လေဒိုးအတွက်အကျိုးမြတ်ရှိရမယ်ဘလို့အကျိုးမြတ်ရှိရမှာလဲဟောကပြန်ပေးလိုက်တယ်ဒိုးမှာရပိုင်ခွင့်ရှိလို့ပေါ့ကွာဟမ်ကဟိတ်ဟောက်ပြီးပြောတယ်ဘာရပိုင်ခွင့်လဲဟောကနားမရှင်းလို့ထပ်မေးပြန်ရောငါတို့ဒိန်ခဲဟာငါတို့ရပိုင်ခွင့်ပေါ့ကွာဘာဖြစ်လို့လဲဟောကဇက်တိုက်မေးနေတယ်ဘာဖြစ်လို့ရမလဲကွာဒီပြဿနာကိုဒိုးဆတာမဟုတ်လို့ပေါ့ကွာတရားရောက်ကဒီလိုဖြစ်အောင်လုပ်တာဒါကြောင့်ငါတို့တစုံတရာနစ်နာကြီးရပိုင်ခွင့်ရှိရမယ်လို့ဟမ်ကရှင်းပြတယ်ငါတို့စမ်းစစ်တာဝေဖန်တာလေကန်တာရက်လိုက်ရင်ကောင်းမယ်တိတ်များနေပြီဒိန်ခဲအစ်စ်ထွက်ရှာကြစို့လို့ဟောကအကြံပေးတော့ဟမ်ကလက်မခံဘူးဟာမဟုတ်တာငါဒီကိစ္စကိုရေဆုံးရေပြားအထိလိုက်မယ်လို့ညင်းချက်ထုတ်လိုက်တယ်ဟမ်နဲ့ဟောဘာဆက်လို့ရမှမသိပဲအငင်းခုန်ဖြစ်နေကြချိန်မှာ Sniff နဲ့ Scary တို့နှစ်ကောင်ကတော်တော်ခီးပေါက်နေပြီဝင်ကဘာလမ်းမှန်သမျှဇင်းကြံမှန်သမျှအထက်အောက်မကျန်ဒိန်ခဲရှာဖွေရေးလှုပ်ပြီးပြီသူတို့ကောင်းထဲမှာဒိန်ခဲအစ်စ်ရှာဖို့ကလွဲပြီးဘာမှမရှိဘူးအချိန်တော်တော်ကြာသူတို့ဘာမှမတွေ့ဘူးနောက်ဆုံးမှသူတို့မရောက်ဘူးသေးတဲ့ဝင်ကဘာတနေရာကိုရောက်သွားတယ်အဲ့ဒီနေရာမှာဒိန်ခဲရိတ်တာကြီးတစ်ခုကိုတွားတွေ့တယ်ရိတ်တာနာမည်က N နဲ့ပျော်လွန်းလို့သူတို့တွေစူညံသွားအောင်အော်ဟစ်လိုက်ကြတယ်သူတို့အပင်ပန်းခံရကြိုးနှက်ပြီးစားမကုန်နိုင်တဲ့ဒိန်ခဲအစ်စ်တွေတွေ့ပြီးသူတို့မျက်လုံးတွေကိုသူတို့မယုံနိုင်အောင်ဖြစ်နေကြတယ်
ကျွတ်တွေအနေနဲ့ဒီလောက်များတဲ့ဒိန်ငယ်တွေကိုသူတို့တစ်ခါမှမမြင်ခဲ့ဘူးအဲ့ဒီအချိန်ထိဟမ်နဲ့ဟောတို့နှစ်ယောက်ဟာဒိန်ငယ်ရိတ်တာစီထဲမှာပဲသူတို့အခြေအနေကိုတွက်ဟဲချက်ဟဲလှုပ်တုံးရှိသေးတယ်ဒိန်ငယ်မစားတော့သူတို့အာဟာရပြဿနာပြုလာပြီးဒီတော့စောက်တီယာမရဖြစ်လာပြီးစိတ်တွေဆိုးဒေါသတွေထွက်နဲ့ရောက်တဲ့အခြေအနေအတွက်တယောက်ပေါ်တယောက်အပြစ်ပုံချနေကြတယ်ဟောကမကြာခဏသူတို့မိတ်ဆွေကြွက်နှကောင်ကိုသတိရနေတယ်သူတို့နှကောင်ဒိန်ငယ်တွေတွေ့နေပြီလားသူတို့လည်းဝင်ကဘာထဲမှာပြေးလွှားရှာဖွေနေရတော့လွယ်မှာတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုခက်ခဲပင်ပန်းတဲ့ကာလကတိတ်ကြမယ်မဟုတ်ဘူးဆိုတာလည်းသူသိနေတယ်တခါတလေလဲသူတို့နှကောင်ဒိန်ငယ်နေရတစ်ကြီးကိုတွေးပြီးပွဲတော်စိုက်နေလောက်ပြီလို့တွေးမိလေရဲ့ခုနေများဝင်ကဘာထဲထွက်ပြီးဒိန်ငယ်သစ်ရှာပုံတော်စွန်စားကန်ဖွင့်လိုက်ရရင်ဘလောက်ကောင်းလိုက်မလဲလို့သူတွေးကြည့်တယ်ချက်ချင်းဒိန်ငယ်အရသာရှာပေါ်ရောက်လာတယ်လို့ပဲဟောဟာသူ့ကိုယ်သူဒိန်ငယ်အစ်စ်တွေးပြီးစားနေပုံကိုပြပြမြင်လာလေဒိန်ငယ်ရိတ်တာစီတဲကအမြန်ဆုံးထွက်ချင်လာလေဖြစ်လာပါလေရောသူကစိုင်းမစင့်ဘုံမစင့်ပြုံးစားကြီးထအော်တယ်လာတို့လစ်ကြစို့ဟမ်ကချက်ချင်းတုံ့ပြန်တယ်ဟာမသွားပါဘူးဒီနေရာပဲသဘောကျတယ်နေရတာစိန်ကြတယ်ဒါပဲငါသိတယ်ပြီးတော့အပြင်ထွက်ရင်အန်ရများတယ်ဟာဘယ်ကလာတို့ဝင်ကဘာထဲမှာနေရာတော်တော်များများရှောက်သွားဘူးတာပဲဒီတိုင်းထက်လို့မယ်လေဟမ်ကလက်မခံဘူးငါအသက်ကြီးပြီပြီးတော့ငါ့ကိုငါအယူမလုပ်ချင်ဘူးမျက်စိလဲနေရင်ဘယ်နဲ့လုပ်မလဲမအောင်မြင်ဘယ်နဲ့လုပ်မလဲလို့စဉ်းကြည့်ပေးပြန်တယ်ဒီလိုနဲ့ဟော်လေကြောက်စိတ်တွေပြန်ဝင်လာပြီးဒင်ငယ်အသက်ရှာဖို့စိတ်ကူးတွေတဖြည်းဖြည်းပျောက်သွားပြန်ရောဒီလိုနဲ့လူကလေးနှစ်ယောက်ဟာပထမရက်တွေကအတိုင်းတလဲလဲပြန်ဖြစ်နေကြပြန်ရောဒိန်ငယ်ရိတ်သားစီကိုသွားဘာမှမတွေ့တော့အိမ်ပြန်စိုးရိမ်စိတ်တွေစိတ်တက်ကြစရာတွေနဲ့ပဲတန်တရားပြန်လဲပေါ့တကယ်တော့အဖြစ်မှန်ကိုသူတို့ညင်းဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့အိပ်ပျော်ဖို့တော့မလွယ်တဲ့အဆင့်ကိုရောက်လာပြီပေါ့နောက်နေ့အတွက်လှုပ်ရှားဖို့အင်အားလဲကြတဲ့ကြလာတယ်အဲ့ဒီအတွက်ပိုးပြီးသူတို့မခံကြီးမခံသာဖြစ်လာတယ်သူတို့ရဲ့နေအိမ်တွေကလည်းစောစောကလိုနေချင်းစပွဲမရှိတော့ဘူးသူတို့နှစ်ယောက်ဟာဒိန်ငယ်နဲ့ဝေးလာတော့အိမ်မပျော်တဲ့ညတွေများလာတယ်အိပ်ပျော်ပြန်တော့လေ6အိမ်မက်တွေကဒုက္ခပေးလာတယ်ဟမ်နဲ့ဟောတို့နှစ်ယောက်ဟာဘာမှမလုပ်သေးပဲဒိန်ငယ်ရိတ်တာစီကိုပဲနေတိုင်းသွားပြီးဒိန်ငယ်တွေပြန်ရောက်လာနိုးနဲ့မျောကိုနေစေပေါ့ဟမ်ကဆွေးနေတယ်ဒီမဲ့ဟောငါတို့သာအလုပ်ပို့လုပ်ရင်ဘာမှထူးထူးခြားခြားအပြောင်းလဲမရှိဘူးဆိုတာတွေ့ရမှာဒိန်ငယ်တွေကလည်းဒီနွားတဝိုက်မှာရှိချင်မှရှိနေမှာဟောဒီနေရန်ဟိုဘက်နားတယ်သူတို့ဝတ်ထားတာဖြစ်ချင်းဖြစ်မှာနောက်နေ့ကျတော့သူတို့နှစ်ယောက်တူးဖို့ဆွားဖို့ကရိယာတစားပလာတွေထမ်းပိုးလာကြတယ်ဟမ်ကစို့ကိုနေရန်မှာတဲဟောကတူနဲ့တိုင်းတိုင်းထုပေါ့ဒီလိုနဲ့စီဒိန်ငယ်ရိတ်တာရဲ့နေရန်မှာအပေါက်ကြီးပွင့်ထွက်သွားတယ်သူတို့နှစ်ယောက်အပေါက်ကိုချောင်းကြည့်လိုက်တော့ဟိုဘက်မှာဘာမှမရှိဘူးစိတ်ဓာတ်တွေအကြာကြီးကျသွားတာပေါ့ဒါပေမဲ့တခုခုဖြစ်လာလိမ့်မယ်လို့သူတို့ယုံကြည်နေတော့မယ်ဒါနဲ့သူတို့အလုပ်ကိုစောစောလုပ်ကြတယ်နောက်ကျပြီးမှပြန်တယ်ပို့ပြီးလက်ကြောတင်းအောင်လုပ်ကြတယ်ဒီလိုနဲ့အေယာမအပေါက်ကြီးတစ်ပေါက်ထပ်ပွင့်သွားပြန်ရောဟောဟာလှုပ်အားနဲ့ထုတ်လုံးမှုအကြောင်းဒီနှစ်ခုရဲ့ခြားနာချက်အကြောင်းသိလာတယ်ဟမ်ကမလျှော့ဘူးတို့ဒီမှာထိုင်ပြီးအခြေအနေတွေကိုစောင့်ကြည့်နေမယ်တစ်ချိန်မှာသူတို့ဒိန်ငယ်တွေပြန်ပို့ရမယ်ဟောကဟမ်ပြောတာကိုယုံကျင်တယ်သူနဲ့အတူအချိန်တန်ရင်အိမ်ပြန်အနားယူနောက်တစ်နေ့သူနဲ့အတူစီဒိန်ငယ်ရိတ်တာကိုပြန်လာဒါပေမဲ့စောစောကလိုသူ့ခြေလမ်းတွေမတွက်တော့ဘူးဟိုရောက်တော့ဘာမှမတွေ့စိတ်ဓာတ်တွေကြဒီလိုနဲ့လူကလေးနှစ်ယောက်ဟာစိတ်ပန်းလူနွမ်းဒိန်ငယ်ကစားဝမ်းကဟာဖြစ်လာတော့အားလည်းနေတဲ့နဲလာရောပေါ့ဟောကတော့အခြေအနေကိုစောင့်ကြည့်ပြီးဖြစ်လာနိုးနဲ့အဟောတိကံဖြစ်နေတဲ့အချိန်တွေကိုနှမျောစပြုတ်လာတယ်ခုတော့သဘောပေါက်လာပြီလေစားစရာဒိန်ငယ်မရှိတဲ့ဒီနေရာမှာကြာဆက်နေလေသူတို့အခြေအနေစိုးလေဖြစ်လာမယ်ဆိုတာတဖြည်းဖြည်းသူသိလာတယ်ရှိစုမဲစုတိတ်ခါတွေကုန်ပြီဆိုတာလဲသူနားလည်လာတယ်ဒီလိုနဲ့နောက်ဆုံးတစ်နေ့မှာဟောဟာသူ့အဖြစ်ကိုသူပြန်ပြီးရေမောတတ်လာတယ်ဟဲ့ကောင်ဟောမင်းကိုမင်းပြန်ကြည့်စမ်းမင်းဘဝဘာဖြစ်လို့တိုးတက်မလာတာလဲမင်းတက်ပြားအောင်ကြီးကိုဖွင့်ပြီးနားထောင်နေလို့ပေါ့ဓာတ်ထဲရှည်စရာကောင်းတဲ့အဖြစ်ဘာမှရှိမှလဲဟောဟာဝင်ကဘာတွေကိုပြန်ဝင်ပြေးလွှားဖို့စိတ်ကူးကိုလုံးဝမကြိုက်ဘူးအထဲမှာမျက်စိလဲပြီးဒိန်ခဲနဲ့တစ်သက်လုံးဝေးသွားနိုင်တယ်မဟုတ်လားတပြိုင်တည်းမှာအတိတ်ပဲမရှိကြောက်ရွံ့နေမှန်းလဲသူ့ကိုယ်သူသိနေတယ်အဲ့ဒီအတွက်လဲသူ့ကိုယ်သူပြန်ပြီးရေချင်းပက်ကြည့်ဖြစ်နေတာပေါ့သူကဟမ်ကိုမေးတယ်ဟေးငါတို့အားကစားဝတ်စုံတွေအပြေးဖက်တွေဘယ်ရောက်ကုန်ပြီလဲ
ဒါတွေကိုမလိုတော့ဘူးထင်လို့ဒိန်ခဲရိတ်တာစီကိုစတွေ့ကြတဲ့ကတို့တွေပြစ်ဆက်လက်ခတ်ထားလိုက်ကြတယ်လေမနှဲပြန်ရှာယူရတယ်တငယ်ချင်းဖြစ်သူဟောကအားကစားပစ္စည်းတွေပြန်တွေ့တော့ဟမ်ကမေးတယ်မင်းတကယ်ဝင်ကဘာတဲ့ဝင်ရှာမလို့လားဘာလို့ငါနဲ့အတူတူထိုင်ဆောင်မနေတာလဲသူတို့ဒိန်ခဲတွေပြန်လာပို့မှာပါကွဟောကပြန်ပြောတယ်မင်းငါ့ကိုသဘောမပေါက်ပါဘူးသူတို့ပြန်လာထားတဲ့ဒိန်ခဲတွေကိုငါစိတ်ဝင်စားဘူးအဲ့ဒီဒိန်ခဲအတိုးအကြီးတွေကိုလည်းသူတို့ဘယ်တော့မှပြန်လာထားမှာမဟုတ်ဘူးငါတို့ဒိန်ခဲအစ်စ်ရှာမှရမယ်ဟမ်ကညင်းမြဲဆက်ညင်တယ်တကယ်လို့သူတို့မှာဘာဒိန်ခဲမှမရှိတော့ဘူးဆိုရင်ရောဒါမှမဟုတ်သူတို့မှာရှိတဲ့ထောင်မင်းရှာလို့မတွေ့ဘူးဆိုရင်ရောအဲ့တော့ငါလည်းမသိဘူးဒီမေးခွန်းကိုသူ့ကိုယ်သူမကြပြန်မေးဘူးပြီးအဖြေကိုမတွေးတော့တဲ့အတွက်ဟောကအမှန်တိုင်းပြောလိုက်တာလေအဲ့ဒီလိုဖြစ်မှာကိုကြောက်ပြီးသူအပြင်ကိုမထွက်ရဲတာပေါ့ခုတော့ဒိန်ခဲအစ်စ်နောက်ကိုလိုက်ဖို့သူဆုံးဖြတ်ပြီးပြီအဲ့ဒီဆုံးဖြတ်ချက်နဲ့တူအားအင်တွေတတိတွေလည်းသူ့မှာအပြည့်အဝစုဆောင်းမိပြီလေဟောကသူ့အမြင်ကိုထုတ်ပြောတယ်တခါတလေအရာဝတ္ထုတွေကပြောင်းလဲနေတယ်ဘယ်တော့မှငကိုအတိုင်းပြန်မဖြစ်တော့ဘူးခုဖြစ်နေတာကအဲ့ဒီတိုင်းပဲဟမ်ဒါသဘာဝပဲဘဝဆိုတာရက်မနေဘူးဆက်သွားနေတယ်တို့လည်းရက်နေလို့မရဘူးဟောကစိတ်တက်ကြနေတဲ့တငယ်ချင်းဖြစ်သူကိုအမြင်မှန်ရအောင်ကြိုးစားနေပြီမဲ့လဲဟမ်ရဲ့ကြောက်ရွံ့မှုဟာဒေါသအသွင်ပြောင်းသွားပြီးတင်းမာတဲ့ထက်တင်းမာလာပါလေရောဟောကတငယ်ချင်းပေါ်ကိုဒေါသမဖြစ်ရှာဘူးဒါပေမဲ့သူတို့နှစ်ယောက်ရဲ့မိုင်မဲပုံကိုတွေးပြီးရဲမိတယ်လေပြောလို့မရတဲ့အစုံဟောကတယောက်တည်းစွန်စားကန်ဖွင့်မှုပြင်ဆင်ရတော့တာပေါ့အဲ့ဒီလိုဆုံးဖြတ်လိုက်တာနဲ့ဟောကချက်ချင်းဖြက်လက်ဖြစ်လာတယ်နောက်ဆုံးတော့ကိုယ့်ဘာသာကိုပြန်ပြီးရဲမောလာနိုင်တယ်ပေါ့ကဲချီတက်မယ်ဒါဝင်ကဘာရဲဝင်ဖို့ရက်ရစားပဲလို့ပြောတော့ဟမ်ကအင်းမလို့အဲမလို့တုံနိဘာဝေတိတ်ပဲနေတယ်ဟောကကြောက်ခဲချုံလေးတစ်ခုကိုကောက်ယူပြီးဟမ်တယောက်အမြင်မှန်ရပါသေးတော့ရဲ့လို့နေရမှာအလေးနဲ့ရေးခဲ့တယ်ထုံးစံအတိုင်းဟောကစာတန်းကိုငုံပြီးဒိန်ခဲပုံဆွဲခဲ့သေးတယ်ဟမ်တယောက်ပြုံးပေါ်ရဲပေါ်ရလာမလားရဲ့လို့ပေါ့တက်ကြောဖြစ်လာပြီးဒိန်ခဲရှာပုံတော်ခီးကိုသူနဲ့အတူမြန်လိုက်ချင်စိတ်ပေါ်လာမလားရဲ့လို့ပေါ့ဒါပေမဲ့ဟမ်ကတော့မောတော့မကြည့်ဘူးသူရေးခဲ့တဲ့အကြောင်းကသင်ဟာအပြောင်းလဲမလုပ်လို့လျင်သင်ဘဝဆုံးကန်းတိုင်သွားနိုင်တယ်အဲ့ဒီနောက်ဟောဟာရင်တလက်ခုံပြီးဝင်ကဘာရဲကိုခေါင်းပြူကြည့်လိုက်တယ်ပြီးတော့ဘာမှစားစရာမရှိတဲ့နေရာမှာဘာလို့ဒီလောက်အကြာကြီးနေခဲ့မိပါလဲလို့ဆိုတာလဲပြန်ပြီးတွေးမိနေလေရဲ့ဝင်ကဘာထဲမှာဒိန်ခဲဆိုတာရှိချင်မှလဲရှိလိမ့်မယ်တွေးချင်မှလဲတွေးလိမ့်မယ်အဲ့ဒီလိုတွေးမိရင်သူစောက်တီရမရဖြစ်လာတယ်အဲ့ဒီအတွေ့ကသူ့ကိုနှိပ်စက်တယ်လို့ဖြစ်လာရောဟောကပြုံးလိုက်တယ်ဟမ်ကသူ့ဒိန်ခဲတွေကိုဘယ်သူနေရာရွှေ့ထားသလဲဆိုတာသိချင်နေတဲ့အကြောင်းဟောသိတယ်ဟောကိုယ်တိုင်နားမလည်ဖြစ်နေတာကဘာကြောင့်ငါချက်ချင်းထပြီးဒိန်ခဲရှိရာကိုထွက်မရှာသေးတာလဲဆိုတဲ့အချက်ပဲသူဝင်ကဘာထဲကိုထွက်လာခဲ့တယ်လာခဲ့တဲ့အရက်ကိုတမင်လဲပြန်ကြည့်ပြီးစိတ်ထဲမှာကျေနပ်သွားသလိုပဲဝင်ကဘာနေရံမှာစာရေးပြန်တယ်ပြီးတော့ခဏစိုက်ကြည့်နေမိသေးတယ်မင်းမကြောက်တော့ဘူးဆိုရင်ဘာဆက်လုပ်မလဲဒီအကြောင်းကိုသူစဉ်းစားတယ်တခါလေတော့ကြောက်တတ်တာအကျိုးရှိတယ်လို့သူနားလဲတယ်တခုခုကိုမလုပ်ဖြစ်လို့အခြေအနေပိုဆိုးလာပြီးကြောက်စိတ်ဝင်လာတဲ့အခါမျိုးမှာချက်ချင်းထလုပ်ဖြစ်သွားတာမျိုးရှိတယ်သူညာဘက်ကိုကြည့်လိုက်တယ်လုံးဝမရောက်ဘူးသေးတဲ့နေရာကြောရဲစိမ့်သွားတယ်ဒါပေမဲ့တပ်ပြင်းတစ်ချက်ချပြီးနေမြေတစ်ထဲကိုတိုးဝင်ခဲ့တယ်ခက်ဖြည်းဖြည်းအပြေးခြေလမ်းတွေနဲ့ပေါ့ဘယ်လမ်းကိုရွေးရပါမလဲပထမတော့ဟောစိတ်ပူစားပြုတ်လာတယ်စီဒိန်ငယ်ရိတ်တာမှာငါအခြေအနေစောင့်ကြည့်တာအချိန်တွေတိတ်ကြွာသွားသလားဒိန်ငယ်မစားရတာကြတော့သူအရန်အားနေနေပြီလေဒါကြောင့်သွားရတာခရီးမတွင်ဘူးခါတိုင်းထပ်ပူပြီးမချီမဆန့်အားဆိုင်နေရတယ်အဲ့ဒီမှာဆုံးဖြတ်ချက်တစ်ခုချပြလိုက်တယ်နောက်ဒီလိုမျိုးနဲ့အဖြစ်မျိုးနဲ့ကြုံရင်အပြောင်းလဲနဲ့လိုက်ပြီးအပြောင်းလဲလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲသူအဲ့ဒီလိုလှုပ်ဖြစ်ရင်ခုတွေ့နေတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးပြီးတော့သူပြုံးလိုက်ပြန်တယ်ခက်ရဲပြုံးရင်သူတွေးတယ်နောက်ကြတယ်ဆိုတာလုံးဝမလုပ်တာထက်ဆိုင်ရင်တော်သေးတာပေါ့နောက်ရက်တွေမှာဒိန်ခဲကိုတွေးပါရဲ့ဒါပေမဲ့ဟိုနားနည်းနည်းဒီနားနည်းနည်းလောက်ပါပဲနေဖို့ညသာရဲတော့မရပါဘူးဒါပေမဲ့သူဇွဲမလျှော့ဘူးဒိန်ခဲတွေအလုံးလောက်တွေးမှာပဲလို့မျှော်လင့်ထားတော့မယ်အဲ့ဒီအခါမှာတငယ်ချင်းဟမ်စီတဲသွားပြီးအဝကျွေးမယ်ပြီးတော့ရှာဘုံတော်ခီးထွက်ဖြစ်အောင်သူ့ကိုစီးယုံမယ်ပေါ့ဒါပေမဲ့သူ့ကိုယ်သူယုံကြည်မှုကတော့တဖြည်းဖြည်းနည်းလာပြီးဝင်ကဘာထဲမှာသူ့စိတ်ဓာတ်တွေရှုပ်ထွေးလာနေတယ်
အားလုံးဟာဟိုတုန်းကနဲ့မတူပဲဝင်ကဘာတစ်ခုလုံးအနေထားပြောင်းလဲနေသလိုပဲရှေ့ဆက်တိုးသွားမယ်လို့တိုင်းလမ်းမတော့မှာပဲမျက်စိလေတော့မှာပဲဆိုပြီးတွေးမိလာတယ်သူ့တူတက်မှုကရှေ့နှလန်းတိုးနောက်တလန်းဆုပ်ဆိုတာမျိုးဖြစ်နေတာပေါ့ဘာပဲဖြစ်ဖြစ်ဒါတတိပဲတခုသေးကြတာကတော့ဝင်ကဘာထဲမှာဒိန်ငဲရှာရတာသူစောစောပိုင်းကတွေးချောက်ခဲ့တဲ့လောက်တော့မစိုးဘူးဆိုတာပဲဒီလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်လာတယ်သူကောင်းထဲမှာအတွေးတစ်မျိုးဝင်လာပြန်ပြီဒိန်ငဲအစ်စ်လိုက်ရှာနေတဲ့အလုပ်ဟာအတိတ်ပဲကောရှိပါမလားဖြစ်ကောဖြစ်နိုင်ခြေရှိရလားစသဖြင့်ပေါ့ဝါနိုင်တဲ့ပထမနာထက်ပါဇက်ကပိုကြိုက်တဲ့အလုပ်မျိုးဖြစ်နေမလားဘာလားညာလားပေါ့ပြီးတော့မှလောလောဆယ်ဝါးစရာမရှိတဲ့အဖြစ်ကိုတွေးမိပြီးသူယယ်မိပြန်တယ်အဲ့ဒီလိုစိတ်သက်ကြစရာတွေတွေးမိတိုင်းဘာမှစားစရာမရှိတဲ့နေရာမှာထိုင်နေတာထက်စာရင်အပြင်ထွက်ပြီးလှုပ်ရှားနေတာကအပုံကြီးအတိတ်ပဲရှိတယ်ဆိုတာသူ့ကိုယ်သူသတိပေးတယ်နောက်တော့သူ့ကိုယ်သူထိန်ချုပ်နိုင်လာတယ်ပြီးတော့အားတက်စရာတစ်ခုနဲ့သူ့ကိုယ်သူသတိပေးတယ် sniff တို့ scary တို့တောင်လုံနိုင်သေးရင်ငါဘာကြောင့်မလုံနိုင်ရမှာလဲပေါ့နောက်တော့ဟောပြန်စဉ်းစားတယ်စစ်စစ်တွေးတော့ရေးရေးပေါ်လာတယ်ခုမှအမှန်ကိုပြန်တွေးမိတာလေစီဒိန်ငယ်ရိတ်တာမှာဒိန်ငယ်တွေကဟိုးတုန်းကထင်သလိုနေချင်းညချင်းပျောက်သွားတာမှမဟုတ်ပဲနောက်ပိုင်းရက်တွေမှာဒိန်ငယ်တွေနဲတဲ့နဲလာတာပဲပြီးတော့အဲ့ဒီဒိန်ငယ်အကြံတွေလည်းလက်မှမလက်တော့တာပဲအရသာတဖြည်းဖြည်းပြက်လာတာကိုအခုမှတွေးမိတယ်လေမှုန်လိုက်လာတာဖြစ်မှာပေါ့ဒါကိုသူဟိုတုန်းကသတိမထားမိခဲ့ဘူးအဲ့ဒီတုန်းကသာသတိရှိမယ်ဆိုရင်အခြေအနေကိုအကဲခတ်မိနိုင်စရာရှိတာပေါ့လို့သူ့ကိုယ်သူဝန်ခံရတော့တယ်လေခုမှဟောသဘောပေါက်တော့တယ်အပြောင်းလဲကသူ့စီကိုရုပ်ချီးရောက်လာတာမဟုတ်ဘူးသူနမောနမဲနိုင်ခဲ့လို့အပြောင်းလဲကိုမမြင်ခဲ့တာ sniff နဲ့ scary တို့နှစ်ကောင်ကကြိုမြင်ကြပုံရတယ်သူခဏနာပြီးဝင်ကဘာနေရမှာရေးပြန်တယ်ဒိန်ငဲကိုခဏခဏနမ်းကြည့်ပါဒါမှမိုတက်မတက်သင်သိမှာဒီလိုနဲ့အချိန်တွေကြားလာတော့ဟောရဲ့စိတ်ထဲမှာဒိန်ငဲမမြင်ရတာကဘာနဲ့ချီပြီးကြာနေပြီလို့ထင်လာတယ်နောက်ဆုံးဒိန်ငဲတူလောင်ယုံကြီးတစ်ခုကိုသူသွားတွေ့တယ်သေချာပြီလို့စိတ်ချလက်ချတွက်လိုက်တယ်အထဲကိုဝင်ကြည့်လိုက်တော့ဟောင်းလောင်ဖြစ်နေတဲ့အခန်းကြီးကသူ့ကိုတယောနေသလိုပဲစိတ်ဓာတ်တွေကြားလိုက်တဲ့ဖြစ်ချင်းငါမှလည်းစိတ်ဓာတ်ကြစရာတွေကကုံမဲမကုံနိုင်တော့ပါလားလို့တွေးပြီးလက်လျှော့ခြင်းဖြစ်လာတယ်တဖြည်းဖြည်းနဲ့အားအင်လဲဆုပ်ယုပ်လာပြီးတိုက်ပွဲရှုံးပြီလို့သူထင်လာတယ်တေးရမှာတွေးကြောက်လာတယ်စီဒိန်ငယ်ရိတ်တာကိုတက်ခောက်ပြန်ဖို့သူစိတ်ကူးလိုက်တယ်ဒီမှာကတယောက်တည်းရဲ့ဟိုမှာဆိုဟမ်အဖော်ရှိသေးတာပေါ့မေးဘူးပြီးသားမေကွန်ဟောင်းကိုသူ့ဘာသာသူပြန်မေးလိုက်ပြန်တယ်မကြောက်ဘူးဆိုရင်ငါဘာလုပ်မှာလဲအမှန်ကသူ့ကိုယ်သူဝင်မခံပေမဲ့သူပိုပြီးကြောက်လာတာဒါပေမဲ့ဘာကိုကြောက်နေမှန်းသူမသိဘူးတကယ်တော့အာရင်ချင်းနေနေတဲ့ဘဝနဲ့တယောက်တည်းဆက်သွားရမှာကိုသူကြောက်နေတာကြံနေခဲ့တဲ့ဟမ်အတွက်လည်းသူတွေးပူတယ်အကြောက်လွန်ပြီးတော့လေများဖြတ်နေမလားအဲ့ဒီမှာသူတခုဖြတ်ကနေသတိရလိုက်တယ်ဝင်ကဘာထဲပြန်ထွက်လာတော့စိတ်ဓာတ်တွေတွက်ကြွနေတဲ့အချိန်တစ်ချိန်ရှိခဲ့တာပဲအဲ့ဒီအချိန်ဟာရှေ့သို့တိုးဝင်နေချိန်ပဲဒီတစ်ခါသူနေရန်ပေါ်မှာရေးလိုက်ပြန်တယ်ဒီစာတန်းကတော့သူ့ကိုယ်သူသတိပေးတဲ့အနေနဲ့ရောဟမ်လိုက်လာလို့ဖတ်မိရင်သူခြေရခံနိုင်ဖို့ပါမျောလင်းချက်ကြီးစွာနဲ့သူရေးလိုက်တာပါပဲလမ်းသစ်ကိုလိုက်ရင်ဒိန်ငဲရှာပုံတော်အတွက်အကူအညီရလိမ့်မယ်ဟောဟာမှောင်မဲနေတဲ့ဝင်ကဘာစင်းကြံလမ်းတွေကိုငုံကြည့်လိုက်တယ်သူ့ကိုယ်သူကြောက်စိတ်တွေဝင်နေမှန်းသတိထားမိတယ်ရှေ့မှာဘာတွေရှိနေပါလိမ့်ဘာမှမရှိတဲ့လမ်းတွေလားဒါထက်ဆိုတဲ့အန်နီရဲ့ကြောက်ကဘာတွေလားဖြစ်နိုင်ခြေရှိသမျှကြောက်စရာမြင်ကွင်းတွေသူမြင်အောင်လာပြီးလိပ်ပြလွှဲမတက်သူလန့်နေပါလေရောနောက်သူ့ကိုယ်သူရဲမိပြန်တယ်အကြောက်တရားဟာအရာတိုင်းကိုပိုဆိုးစေတယ်ဆိုတာသူတွေးမိလို့လေဒီတော့မကြောက်ရင်လှုပ်ရမယ့်အလုပ်ကိုစဉ်းစားမိပြီးသူဆက်လုပ်တယ်အဲ့ဒါကတော့လမ်းကြောင်းသစ်ရှာပြီးရှေ့တိုးခီးနေတဲ့အလုပ်ပါပဲမှောင်နေမဲမဲလမ်းတစ်လျှောက်မှာပြေးနေရင်သူပြုံးလိုက်မိတယ်တေးသေးချာချာမသိသေးပေမဲ့သူ့ဝိညာဉ်ကိုအားဖြည့်ပေးတဲ့အရာဟာဘာလဲဆိုတာရှာဖွေတွေ့ရှိသွားပြီတိတိကျကျပုံမဖော်ရသေးပေမဲ့သူ့ရှေ့မှာတစုံတရာရှိနေပြီဆိုတာသူယုံကြည်လိုက်ပြီအဲ့ဒီမှာအံ့ဩစရာတွေ့ရတော့တာပဲဟောတယောက်အပျော်ကြီးပျော်လာတဲ့အဖြစ်ပဲဘယ်တော့မှမတူအောင်ပျော်နေတာလေသူ့ကိုယ်သူအံ့ဩမဆုံးဘူးငါဘာလို့ဒါလောက်ဥမြူးနေတာပါလဲငါမှစားစရာဒိန်ငယ်လည်းမရှိငါဘယ်သွားနေမှန်းလည်းမသိပဲနဲ့မကြခင်အချိန်မှာသူဘာကြောင့်ဒီလိုပျော်ရွှင်မှုမျိုးကိုခံစားရတယ်ဆိုတာသူသဘောပေါက်လာတယ်နေရမှာစာရေးဖို့သူတုံခနဲရက်လိုက်ပြန်တယ်ကြောက်ရွံ့ခြင်းကိုကြော်လွှားပြီးသင်ရှေ့ဆက်သွားရင်လွတ်လပ်မှုအရာသာကိုသင်ခံစားရလိမ့်မယ်
သူ့ကိုယ်ပိုင်အကြောက်တရားကသူ့ကိုပြန်ပြီးလွှမ်းမိုးထားတယ်ဆိုတာဟောမြင်လာပြီးလမ်းတစ်နောက်ကိုလိုက်ပြီးလို့ဒီရိပ်မဲကြီးအောက်ကသူယုံထွက်နိုင်ခဲ့တာဝင်ကဘာလမ်းထဲမှာတိုက်ခိုက်လာတဲ့ညင်းပြေပြေလေးအေးအေးကိုသူခံစားရတယ်ဒီတော့စိတ်ထဲမှာပေါ်ပါလန်းဆန်းလာတယ်လေကိုတဝါကြီးရှူသွင်းလိုက်တော့အားအင်တွေပြေလာသလိုထင်ရတယ်ဒီလိုကြောက်ရွံ့ခြင်းမှကင်းဝေးလာတာနဲ့တပြိုင်နက်ခံစားရတဲ့ပျော်ရွှင်မှုကသူကြိုတင်ထင်ထားတဲ့ပျော်ရွှင်မှုမျိုးနဲ့ဘာမှမဆိုင်ဘူးတိတ်ကိုထူးကြတဲ့ပျော်ရွှင်မှုမျိုးပဲဒီလိုမပျော်မိတာတကဘာလောက်ကြာပြီထင်ရဲ့ပျော်ရွှင်မှုဆိုတာကိုတော့သူမေးသလောက်ဖြစ်နေပြီကိုဒီတော့ဘဝကိုပိုးပြီးဆူဆူပြေပြေဖြစ်လာအောင်သူ့စိတ်ထဲမှာပုံဖော်ကြည့်လိုက်တယ်သူအကြိုက်ဆုံးဒိန်ခဲမျိုးစားတွေထောင်ပုံရာပုံရဲ့အလယ်မှာသူရောက်နေတဲ့သူ့ရုပ်ပုံလွှာကိုပြပြပြင်းသူပြန်မြင်နေရတယ်ဒိန်ခဲတွေကတစိမ့်မျိုးစုံကဘာကျော်ချက်တာတို့ဘရိုင်းတို့အပါဝင်ပေါ့သူအကြိုက်ဆုံးဒိန်ခဲတွေကိုကြိုက်တဲ့လောက်ထိုင်စားနေတဲ့သူ့ပုံကိုသူတေးချာချာမြင်နေရတယ်အဲ့ဒီလိုမြင်နေရတဲ့အတွက်သူပြောလာတယ်အဲ့ဒီမှာသူစဉ်းစားတယ်ဒီနတ်တုတ်တာတမျှအရသာရှိတဲ့ဒိန်ခဲတွေကိုသူဘယ်လောက်စားနိုင်မှာလဲဒိန်ခဲအသစ်တွေကိုသူ့မျက်စိထဲမှာပြက်ပြက်ထင်ထင်မြင်လာလေတကယ်ဒိန်ခဲနဲ့တူးလာလေပဲအဲ့ဒီလိုသူ့အာယုံထဲမှာပိုပြီးပြင်းပြလာတဲ့အခါဒိန်ခဲအစ်စ်တွေကိုတွေးရတော့မယ်လို့သူပိုပြီးယုံကြည်လာတယ်အဲ့ဒီခါနေရာမှာသူရေးပြန်ရောကျွန်တော်စိတ်ထဲမှာဒိန်ခဲတွေကိုမတွေ့ခင်တကယ်စားရတယ်ထင်လာတယ်အဲ့ဒါကြောင့်ဒိန်ခဲရှိရာကိုကျွန်တော်ရောက်တော့မယ်ထင်လာတယ်ဘာကြောင့်ငါဒီလိုစောစောမလုပ်ခဲ့မိတာလဲလို့ဟောကသူ့ကိုယ်သူပြန်မေးတယ်အဲ့ဒီမှာဝင်ကဘာလန်းတစ်လျှောက်သူအပြေးနှုံးကစံချိန်တက်လာတော့တာပါပဲပိုပြီးအားပါလာတယ်ခြေလမ်းတွေပိုသွက်လာတယ်မကြခင်အတွင်းမှာပဲဒိန်ခဲရိပ်သာကြီးတစ်ခုကိုသူတွေ့ပြန်တယ်ဒီတစ်ခါတော့တေးကြပြီပေါ့အဝင်ဝမှာဒိန်ခဲအစားနာတွေတွေ့နေရတာကိုအလိုတခါမှမမြင်ဘူးတဲ့ဒိန်ခဲအမျိုးအစားတွေပါလားမြင်တာနဲ့သိနိုင်တယ်လေတကယ်အကောင်ဆုံးအညွန့်အဖူးမြည်ကြည့်တော့ထင်တဲ့အတိုင်းပါပဲဗျာကောင်းမှကောင်းဒိန်ခဲအစားနာတွေကိုသူတွေးသမျှသူကောက်စားတယ်ပြီးတော့တွေးသမျှအစားနာတွေကိုအိတ်ထဲကောက်ထည့်သေးတယ်ဟမ်နဲ့အတူစားပြစ်ချင်စားပြစ်မှလေသူ့မှာအာမန်တွေပြန်ပြေးလာတယ်စိတ်ဝင်စားမှုအပြည့်နဲ့သူအထဲကိုဝင်ခဲ့တယ်ဖះသူအရန်စိတ်သက်ကြသွားတယ်အထဲမှာကျတော့ဘာမှမရှိပါလားတစုံတစ်ယောက်ကဒီနေရာကိုအရင်ရောက်ပြီးဒီနောက်ဆုံးပေါ်ဒိန်ခဲသစ်တွေတည်သွားကြပြန်ပြီပေါ့ငါတွေးခဲ့တာငါစားခဲ့တာဖိတ်ကြကြံရတဲ့အစားနာလေးတွေပါလားဒီတော့မှသူနောင်နာရတယ်စောစောစီးစီးသာတက်ကြွလိုက်ရင်ဒီနေရာကသူ့နေရာဖြစ်နေရမယ်ပေါ့အဲ့ဒီမှာဟောဆုံးပြချက်တစ်ခုချလိုက်ပြန်တယ်ဟမ်စီကိုပြန်သွားမယ်နှစ်ယောက်သားပူပေါင်းကြိုးစားမယ်သူအသင့်ဖြစ်ပါမလားဒီလိုနဲ့နောက်ကျောင်းပြန်လဲပြီးတနေရာမှာရေးပြန်တယ်ဒိန်ခဲဟောင်းတွေကိုမြန်တန်ရောစဉ်ဖြတ်နိုင်လေဒိန်ခဲသစ်တွေတွေ့ဖို့မြန်လေပဲဟောတယောက်လာရလန်းအတိုင်းလှည့်ပြီးဒိန်ခဲရိတ်တာစီရှိရာကိုအရောက်ပြန်လာခဲ့တယ်ယူလာခဲ့တဲ့ဒိန်ခဲလက်ဆက်တွေကိုဟမ်ကိုပေးတယ်ဒါပေမဲ့ဟမ်ကလက်မခံဘူးဗျာဟောအရန်စိတ်တကြသွားတယ်စိတ်ပြက်နဲ့ပြန်ထွက်လာခဲ့ရတာပေါ့ဒုံရင်ကိုပြန်ရအောင်သွားပြီးခရီးဆက်ရပြန်တယ်ပေါ့နောက်ဆုံးသူပြန်လဲခဲ့တဲ့နေရာကိုရောက်တော့တငယ်ချင်းလှုပ်တဲ့သူကိုသူအရန်သတိရလာပြန်ရောဒါပေမဲ့သူရောက်ခဲ့တဲ့ခရီးသူရရှိခဲ့တဲ့အတွေ့အကြုံတွေအတွက်လည်းသူကြည်နူးနေတယ်သူ့အဓိကပန်းနိုင်ဟာဒိန်ခဲများရဖို့တခုတည်းမဟုတ်ဘူးဆိုတာလည်းသူသိလာတယ်သူ့ကိုပျော်ရွှင်မှုရစေတာဟာဒိန်ခဲတစ်ခုတည်းမဟုတ်ဘူးကြောက်လို့ပြေးနေတာမဟုတ်ပဲကိုယ့်ရည်ရွယ်ချက်နဲ့ကိုပြေးနေတယ်ဆိုတာသိတော့ကိုယ့်ဘဝကိုပိုးပြီးကျေနပ်လာတယ်အဲ့ဒီလိုမြင်တတ်လာတော့ဟောဟာစားရမယ့်တောက်ရမယ့်ဘဝနဲ့စီဒိန်ခဲရိတ်တာမှာနေခဲ့တဲ့လဟတ်သက်အချိန်တွေမှလို့အားတုံအားငယ်ဖြစ်မနေတော့ဘူးအဲ့ဒီလိုဘဝမြင်နေပြောင်းလဲလာတဲ့အချိန်အကြောက်တရားဟာသူ့ကိုအတားဆီးမဖြစ်နိုင်တော့ဘူးဆိုတာသိလာရတဲ့အချိန်မှာလမ်းတစ်ထဲကိုစွန်းစွန်းစားစားဝင်လာခြင်းရဲ့အကျိုးအာနိသင်ကိုလည်းသူမြင်လာတော့တာပေါ့ဒီလိုနဲ့လမ်းတစ်နောက်ကိုလိုက်ခဲ့ရတဲ့အတွက်အာဟာရတွေပြေလာတယ်ခွန်အားသစ်တွေရလာတာမဟုတ်လားခုတော့သူကောက်ချက်တစ်ခုဆွဲနိုင်ပြီလိုရာကိုမရခင်မှာအချိန်ဟာအခရာပဲဆိုတဲ့အသည့်တစ်ခုပဲတကယ်တော့ဟောဟာအဲ့ဒီအချိန်မှာသူ့ရဲ့ပန်းနိုင်ကလက်တကမ်းမှာရှိနေပြီဆိုတာကိုသူသိနေပြီအဲ့ဒီလိုသေးချာချာသိလိုက်တော့သူပြုံးလိုက်တယ်ဒိန်ခဲမရှိတဲ့နေရာမှာစောင့်ဆိုင်နေရတာထက်ဝင်ကဘာတဲကိုရှောက်သွားနေရတာကပိုးပြီးအန္တရာယ်ကင်းတယ်ဘဝအတွေ့အကြုံများလေအတိတိုးလေပဲမို့ဟောတယောက်လောကအမြင်သစ်တစ်ခုထက်ရလာပြန်တယ်တခုခုတွေးကြောက်နေတယ်ဆိုပါတော့အဲ့ဒီတခုကိုနှစ်ဖူးတွေဒူးတွေကြုံတဲ့အခါထင်သလောက်ကြောက်စရာမကောင်းဘူးဆိုတဲ့အချက်ပဲတင့်စိတ်ထဲမှာ
တင့်ခွင့်ပြုချက်နဲ့အုံချင်းပွဲပြီးစူးဝေးနေတဲ့အကြောက်တရားဟာတကယ်ရင်ဆိုင်ရတဲ့အခါအမှန်ထက်ပိုပြီးကြောက်စရာကောင်းနေတဲ့သဘောပဲဟောဟာဒိန်ငယ်အစ်စ်ရှာမတွေးတော့မှကိုသေမလောက်ကြောက်ခဲ့တယ်ဒါကြောင့်ထွက်ရှာခြင်းစိတ်တောင်မရှိပဲဖြစ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့စွန်စားကန်ခရီးထွက်လာကြတဲ့ကသူခရီးကိုအသက်ဆက်နိုင်အောင်တော့ဒိန်ငယ်တွေဟိုတစဒီစတွေးခဲ့တာပဲမဟုတ်လားအဲ့ဒီအင်အားတွေနဲ့ပဲသူခရီးဆက်ဖို့သူတာဆူးနေပြီအဲ့ဒီလိုရှေ့ကိုမျောကြည့်လိုက်မိတာနဲ့သူရှင်တွေခုံးနေပြီစိတ်တွေလှုပ်ရှားနေပြီသူ့ရဲ့တန်ကြေးတက်နေတဲ့လောကအမြင်ဟောင်းတွေဟာတန်တရားတွေစိုးရိမ်စိတ်တိမ်တလာတွေဖုံးနေခဲ့တယ်ဆိုတာသူမြင်လာပြီသူဟာဒိန်ငယ်တွေဘယ်တော့မှရတော့မှမဟုတ်ဘူးလို့လည်းတွေးခဲ့ဘူးတယ်တွေးပြန်ရင်လည်းလုံလောက်ရှိမှမဟုတ်ဘူးလို့ထင်ခဲ့တယ်အဲ့ဒီတုန်းကသူတွေးပုံကအဖြစ်ဘက်ကမဟုတ်ဘူးအပြက်ဘက်ကကြီးဖြစ်နေတယ်ဒါပေမဲ့ဒီတစ်ခေါက်ထွက်လာကြတဲ့ကသူ့အတွေးခေါ်တွေပြောင်းလဲလာခဲ့တယ်ဟိုတုန်းကဒိန်ငယ်ရှိတဲ့နေရာမှာဒိန်ငယ်ရှိကိုရှိရမယ်လို့သူထင်ခဲ့တယ်အခြေအနေတွေပြောင်းလဲသွားတာကိုသူလက်မခံခဲ့ဘူးခုတော့သူသဘောပေါက်ပြီးမတည်မြဲတဲ့သဘောပဲအပြောင်းလဲကိုမျောလင့်ထားသည်ဖြစ်စေမထားသည်ဖြစ်စေကြုံရမြဲဓမ္မတာသဘောကိုသူနားလည်ခဲ့ပြီအပြောင်းလဲကြုံလာရင်ခြေမကင်မိလက်မကင်မိဖြစ်တာမျောလင့်မထားလို့ပေါ့အပြောင်းလဲကိုကရှားမနေလို့ပေါ့ဒီလိုအပြောင်းလဲဆိုတဲ့သဘာဝတရားကိုနားလည်လာတော့သူ့အတွေးခေါ်တွေအစွဲလန်းတွေပါပြောင်းလာတယ်ခဏရက်ပြီးသူရေးပြန်တယ်အတွေးခေါ်ဟောင်းများသည်ဒိန်ငယ်အသက်ရှိရာသို့တင့်အားလမ်းညွှန်နိုင်လိမ့်မည်မဟုတ်ဟောခရီးဆက်တဲ့ဝင်ကဘာလန်းတစ်လျှောက်အတော့နေနဲ့ဒိန်ငယ်တော့မတွေ့သေးဘူးနောက်ထပ်တိုးလာတဲ့သူ့လောကအမြင်တွေကိုပြန်တွေးတယ်အတွေးသစ်အမြင်သစ်တို့ကြောင့်အမှုအကျင့်အသစ်တွေသူ့မှာဝင်လာတယ်ဆိုတာသူသတိထားမိလာတယ်ဒိန်ငယ်ရိတ်တာစီတို့တစ်ခေါက်ပြန်သွားတော့ကအမှုချင်းမျိုးသူ့မှာမရှိတော့ဘူးယုံကြည်ချက်ပြောင်းလဲလိုက်ပြီဆိုတာနဲ့အပြုတ်မှုနေထိုင်မှာပြောင်းလဲသွားတယ်ဆိုတာသူသိပြီအပြောင်းလဲဆိုတာလူကိုဒုက္ခပေးတယ်လို့သင်ယုံချင်မှယုံပါအပြောင်းလဲကိုစန့်ကျင်လို့ကစန့်ကျင်ပါဒါမှမဟုတ်ဒိန်ငယ်သစ်ရှာပုံတော်ခီးကအပြောင်းလဲကိုကြိုဆိုဖို့အထောက်အကူပြုတယ်လို့လည်းသင်ယုံကြည်နိုင်ပါတယ်အဲ့ဒါတွေအားလုံးဟာသင်ဘယ်လိုယုံကြည်မှုမျိုးကိုရွေးချယ်တယ်ဆိုတဲ့အပေါ်မှာမူတည်ပါတယ်နေရန်ပေါ်မှာသူရေးပြန်ပြီဒိန်ငယ်သစ်ကိုရှာတွေ့ပြီးစားသုံးနိုင်ပြီလို့သင်မြင်လာတဲ့အချိန်ဟာသင်ဘဝလမ်းကြောင်းတစ်စစ်ချိုးပြောင်းသွားတဲ့အချိန်ပဲသူသာစီနီယာကခက်စောစောခွာပြီးအပြောင်းလဲကိုလက်ခံမယ်ဆိုရင်ခုချိန်မှာဒီထက်အခြေအနေကောင်းမှာပဲလို့ဟောတယောက်အခုမှသဘောပေါက်ရှာလေတယ်စိတ်ရောရုပ်ပါဒါထက်ပိုပြီးအားကောင်းမောင်းတန်ဖြစ်နေမှာဒိန်ငယ်သစ်နောက်ကိုလိုက်ရမှာလဲတတိအပြည့်အာမန်အပြည့်နဲ့ဖြစ်နေမှာပြီးတော့ဒီချိန်လောက်ဆိုဒိန်ငယ်ပုံကြီးတဲ့ရောက်ချင်ရောက်နေမှာတကယ်အပြောင်းလဲဖြစ်နေပါလေရဲ့ဇွတ်ညင်းပြီးအချိန်တွေဖြုံးခဲ့ခြင်းပါလားဟောဟာရှိသမျှစိတ်ခွန်အားတွေကိုစုစည်းလိုက်တယ်ပြီးမှပိုရိပ်ဝေတော်ဝင်ကဘာလမ်းတွေစီမရောက်ဖူးသေးတဲ့နေရာတွေစီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်ပြေးရင်လွှားရင်နဲ့ဒိန်ငယ်တွေဟိုမှာနည်းနည်းဒီမှာနည်းနည်းတွေ့တယ်ဒီတော့သူအားပြန်ပြေးလာတယ်ယုံကြည်မှုလဲပိုရလာတယ်ပေါ့လာရလန်းတစ်လျှောက်ကိုဟောပြန်တွေးကြည့်တယ်နေရာပေါင်းများစွာမှာသူ့အတွေးမြင်တွေရေးထားခဲ့တာတွေအတွက်သူဝမ်းသာနေတယ်ဟမ်လိုက်လာရင်ဒီစာတန်းတွေဟာသူ့အတွက်ဝင်ကဘာလမ်းညွန်တွေဖြစ်လိမ့်မယ်လို့သူယုံကြည်တယ်သူလိုက်လာပြရင်ပေါ့မိမိသွားတဲ့လမ်းကြောင်းအတိုင်းသူလိုက်လာဖြစ်ပါစေလို့ဟောဆူတောင်းရတော့တာပေါ့ဒါဆိုရင်တော့ငါလက်ရည်တွေသူတွေ့ကောင်းပါရဲ့ဖက်မိကောင်းပါရဲ့တော်တော်ကြာကြာကလေးကရေးဖို့စိတ်ကူးရှိခဲ့တဲ့စကားလုံးတွေကိုသူချရေးလိုက်ပြန်တယ်မသိမသာအပြောင်းလဲလေးများကိုစောစောစီးစီးသတိထားမိမယ်ဆိုရင်နောင်တွေ့ရမယ့်အေယာမအပြောင်းလဲကြီးများကိုရင်ဆိုင်တဲ့နေရာမှာအထောက်အကူဖြစ်စေတယ်ခုတော့ဟောတယောက်အတိတ်ကိုအတိတ်မှာထားခဲ့ပြီးအနာဂတ်နဲ့သားဇာတာဖြစ်ဖို့ပဲအာယုံပြုတော့တယ်ဝင်ကဘာထဲမှာပိုလို့တန်ပိုလို့မြန်တဲ့ခြေလမ်းများနဲ့သူဆက်ပြေးနေတယ်တဲမကြပါဘူးထင်းတဲ့အတိုင်းဖြစ်လာတော့တာပါပဲဝင်ကဘာဟာသူ့ကဘာလိုဖြစ်လာတယ်သူသွားနေကြခရီးလိုဖြစ်လာတယ်အဲ့ဒီမှာပန်းနိုင်တဲ့ဒိုင်းကနေသွားတူတော့တာပါပဲအင်းလို့ခေါ်တဲ့ဒိန်ငယ်ရိတ်တာအသစ်တစ်ခုဘွားကနေသူ့ရှေမှာပေါ်လာတယ်လေအထဲကိုဝင်သွားတော့မြင်ရတဲ့မြင်ကွင်းကြောင့်သူအထိတ်တလန့်ဖြစ်သွားတယ်ဒါလောက်များပြားတဲ့ဒါလောက်မြင်မာတဲ့ဒိန်ငယ်ပုံကြီးကိုသူ့တသက်တစ်ခါမှမတွေ့ခဲ့ဘူးအဲ့ဒီအထဲကအမျိုးအစားတော်တော်များများကိုသူမမြင်ဘူးမကြားဘူးတကယ်လေလားအိမ်မက်လေလားဝေဝေဝါဝါနဲ့သူတအံတော်ဖြစ်နေတော့မှမိဟောင်းဆွေအောင်နှစ်ယောက်ကိုသွားတွေ့တယ်Sniff နဲ့ Scary လေ
Sniff ကဟောကိုခေါင်းငိမ့်ပြီးခရီးဥကြိုပြုတယ် Scary ကလက်တန်းကလေးထောင်ပြပြီးနှုတ်ဆက်တယ်နှစ်ကောင်စလုံးဘိုက်ကလေးတွေရွှဲလို့ဒီနေရာကိုရောက်နေတာတော်တော်ကြာပြီဆိုတာကိုပြနေတာလေဟောကသူတို့ကိုခက်လောလောနှုတ်ဆက်ပြီးငန်းငန်းနဲ့ဒိန်ငယ်တွေကိုတစ်ခုချင်းစိတ်ကြိုက်မြည်တော့တာပဲပြီးမှဖက်နှက်ချွတ်အားကစားဝတ်စုံတွေချွတ်ပြီးတေးတက်ခောက်တယ်ပြီးတော့နဘေးမှာပဲချထားလိုက်တယ်အရေးကြောင်းဆိုရင်ချက်ချင်းကောက်ဆွနိုင်တယ်လေနောက်တော့ဒိန်ငဲပုံကြီးအလဲကိုခုံဆင်းလိုက်တော့တာပါပဲအဝါပြဲစားပြီးမှလက်ဆက်ဆက်ဒိန်ငဲတုံးကိုကင်မြောက်ပြီးကောင်းကြီးပေးဆူတောင်းလိုက်တယ်အပြောင်းလဲအတွက်ဟေ့ဒိန်ငဲလက်ဆက်ဆက်တွေတဝါကြီးစားနေရင်ရရှိခဲ့တဲ့အတွေ့အကြုံတွေအကြောင်းသူပြန်တွေးတယ်လက်ဆက်တော့လုံးဝမရှိတော့တဲ့ဒိန်ငဲဟောင်းတွေကိုအိမ်မက်ဆက်မှန်နေတာအပြောင်းလဲကိုငါကြောက်နေတဲ့ခဲ့တာပါလားဆိုတာပြန်မြင်လာတယ်ဒါဆိုဘယ်ရာကသူ့ကိုပြောင်းလဲလိုက်တာလဲငက်ပြီးသေးမကိုကြောက်နေတာကြောင့်လားဟောပြန်စဉ်းစားတယ်ဟုတ်တယ်အဲ့ဒါလည်းပါလိမ့်မယ်ဒီတော့သဘောပေါက်သွားပြီးသူရဲတယ်လေလမ်းလွဲနေခဲ့တာကိုသိလာလို့ကိုပြန်ရဲပြီးချင်းစပြောင်းခဲ့တာပဲအမြန်ဆုံးပြောင်းလဲနိုင်ဖို့နီးလန်းဟာကိုမိုင်မဲမှုအတွက်ကိုပြန်ရဲပြစ်မိဖို့ပဲအဲ့ဒီလိုရဲနိုင်ပြီဆိုရင်ချက်ချင်းအလုတ်စဖြစ်တော့တာပဲရှေ့ကိုတိုးပြီးဆက်လှုပ်ရှားဖို့ Sniff နဲ့ Scary တို့စီကလည်းသူသင်ခန်းစာတွေရလိုက်တယ်သူတို့ကဘဝကိုရိုးရိုးရှင်းရှင်းကလေးတွေးတယ်လူရာထက်ပိုးပြီးမစင်စားဘူးရှုပ်ထွေးအောင်မလုပ်ဘူးဒိန်ငဲရိတ်တာစီမှာအခြေအနေတွေပြောင်းလာတော့ဒိန်ငဲတွေရွှေ့သွားတော့ဒိန်ငဲနဲ့အတူသူတို့လိုက်ပြောင်းတာပဲဒါကိုသူဘယ်တော့မှမမေ့တော့ဘူးအဲ့ဒီမှာဟောဟာကြွက်ကလေးတွေထက်လူသားတွေကပိုပြီးตาကြောင်ပြဖို့သူ့အုံနောက်ကိုအတုံးချတော့တာပဲအတိတ်ကအမားတွေကိုသူပြန်စဉ်းစားတယ်အနာဂတ်အတွက်စီမံကိန်းတွေချတယ်အပြောင်းလဲနဲ့နှစ်ပါးသွားဖို့သင်ကြားလေ့လာဖို့ရတယ်ဆိုတာကိုသူသိပြီလေအရာတိုင်းကိုရိုးရှင်းရှင်းကလေးတွေးဖို့လိုတယ်ဆိုတာပိုပြီးသဘောပေါက်ထားရမယ်အလျှော်အတင်းလုပ်ရမယ်ပြီးတော့မြန်ဆန်လှုပ်ရှားရမယ်လူရာထက်ပိုပြီးရှုပ်ထွေးအောင်စဉ်းစားဖို့မလိုဘူးအကြောက်တရားတွေနဲ့ကိုအမြင်မကြည့်လင်အောင်မလုပ်ရဘူးအပြောင်းလဲကြီးတွေရောက်လာရင်အစင်သင်းဖြစ်နေအောင်အပြောင်းလဲလေးတွေကိုသတိရှိရမယ်အလျှော်တင်းလုပ်ဖို့လည်းမြန်ဆန်ရမယ်အချိန်မီမလုပ်နိုင်ရင်နောက်လုံးဝမလုပ်ဖြစ်တာမျိုးနဲ့ကြုံရနိုင်တယ်အပြောင်းလဲမလုပ်ရဲအောင်ချုပ်တီးထားတဲ့တရခံဟာမိမိကိုယ်တိုင်ပဲဒါကြောင့်ကိုယ်တိုင်ကပြောင်းလဲမှရမယ်အဓိကအကြဆုံးအကြောင်းအရာဟာသင်အတိမတ်ပြုမပြုတနေရာမှာဒိန်ခဲအသစ်ရှိနေတယ်ဆိုတာပဲအကြောက်တရားကိုမောင်းထုတ်ပြစ်နိုင်ပြီးစွန်စားကန်းဖွင့်ပြီးဆိုတာနဲ့သင်စုလက်ကိုခံစားရမှာပဲဒါကြောင့်ကြောက်တဲ့ကိစ္စကြရင်ကြောက်ရမယ်ဆိုတာလဲသူသိထားတယ်တကယ်အန်ရကိုရှောင်ကွင်းနိုင်မဲ့ကြောက်ချင်းမျိုးလေဒါပေမဲ့များသောအားဖြင့်သူတွေးကြောင်နေခဲ့တာတွေဟာအတိတ်ပဲမရှိဘူးဆိုတာကိုသူနောက်မှသဘောပေါက်လာတာအဲ့ဒါကြောင့်သူအချိန်မီအပြောင်းလဲမလုပ်နိုင်ခဲ့တာပေါ့အဲ့ဒီတော့ကအပြောင်းလဲဆိုတာကြီးကိုသူလုံးဝလက်မခံခဲ့ဘူးကံကောင်းထောက်မှလို့အပြောင်းလဲဟာသူ့ကိုယ်ထဲကိုခေါင်းမိချုံဝင်လာပြီးပိုကောင်းတဲ့ဒိန်ငယ်စီကိုလမ်းညွှန်ပေးခဲ့တာတပြိုင်တည်းမှာသူ့ကိုယ်ထဲမှာရှိတဲ့အရေးချင်းကောင်းတွေတောင်ပေါ်လာသေးတယ်တိုးလာတဲ့ဘူးတုဒတွေပြန်စဉ်းစားရင်တငယ်ချင်းဟမ်အကြောင်းမှာခေါင်းထဲဝင်လာတယ်ဒိန်ငယ်ရိတ်တာစီမာနဲ့လမ်းတစ်လျှောက်သူရေးခဲ့တဲ့နီတီတွေကိုသူဖတ်မိပါမလားဟမ်တယောက်စိတ်လွတ်လက်လွတ်နဲ့ထွက်ကောလာပြစ်ပါမလားဝင်ကဘာထဲဝင်လာပြီးသူ့ဘဝဆက်လက်ရှင်သန်ရေးရဘာလဲဆိုတာသူရှာဖွေတွေ့ရှိပါမလားမသိဘူးသူ့စီပြန်သွားရရင်ကောင်းမလားတွေးမိပြန်တယ်ဟောကလမ်းကိုကောင်းကောင်းကျွမ်းနေပြီလေတွေ့ရင်ဒွိရဖြစ်နေတဲ့သူကိုတရားပြနိုင်ကောင်းပါရဲ့စီယုံနိုင်ကောင်းပါရဲ့ဒါပေမဲ့တစ်ခါစူးစမ်းပြီးပြီဆိုတာပြန်သတိရတယ်တကယ်တော့ဟမ်ဟာအတ္တဟိအတ္တနောနာထောကိုအားကိုးရမှာဘသူကမှသူ့အတွက်လှုပ်ပေးလို့မရဘူးအတင်းတိုက်တွန်းပေးလို့လည်းမရဘူးပြောင်းလဲခြင်းရဲ့အကျိုးမြတ်ကိုကိုယ်တိုင်ရှာရမှာသူ့အတွက်သဲလွန်စားတွေထားခဲ့ပြီးပြီပဲနေရမော်ကစာတန်းတွေဖတ်မိရင်လမ်းမှန်ကိုတွေ့ရမှာပေါ့ဒိန်ငယ်ရိတ်တာအင်ရဲ့အကျယ်ပြန့်ဆုံးနေရန်တနေရာမှာမှတ်သားခဲ့သမျှအတွေ့အကြုံတွေစီပြီးရေးချပြန်တယ်ပြီးတော့စာတန်းပေါ်မှာအေယာမဒိန်ငယ်ပုံကြီးဆွဲလိုက်တယ်ပြီးမှသူ့ဘဝအမြင်တွေကိုကြည့်ပြီးပြုံးနေတယ်လေအပြောင်းလဲဆိုတာဖြစ်မြဲတမတာပဲအဲ့ဒီအပြောင်းလဲကဒိန်ငယ်ကိုအမြဲတမ်းနေရာရွှေ့ထားတယ်အပြောင်းလဲကိုကြိုတွေးထားပါဒိန်ငယ်နေရာရွှေ့ထားရမယ့်အတွက်အသင့်ပြင်ထားပါအပြောင်းလဲကိုသတိနဲ့စောင့်နေပါဒိန်ငယ်ကိုမကြာခဏနမ်းကြည့်ပါမှုန်နှံ့ကိုသတိပြုပါ
အမြန်ဆုံးလိုက်လျောညီထွေပြောင်းလဲပါဒိန်ငယ်ဟောင်းကိုမြန်မြန်တန်ရောစဉ်ဖြတ်နိုင်လေဒိန်ငယ်အသစ်မြန်မြန်ရလွယ်လေပဲအပြောင်းလဲဒိန်ငယ်နဲ့အတူလိုက်ပြောင်းပါအပြောင်းလဲကိုချစ်မြတ်နိုးပါစွန့်စားကန်းကိုတန်ဖိုးထားပါဒိန်ငယ်အသစ်ကိုအရသာရှိရှိသုံးဆောင်ပါနောက်တစ်ချိန်အမြန်ပြောင်းလဲဖို့အသင့်ဖြစ်နေပါစေပြီးတော့နောက်ထပ်ပျော်ပျော်ပါပါစားသုံးပါသူတို့ကဒိန်ငယ်ကိုအမြဲတမ်းဆက်ပြီးနေရာရွှေ့နေလိမ့်မယ်ဒိန်ငယ်ရိတ်တာစီမဟန်နဲ့ခွဲခွာခဲ့တဲ့အချိန်အတိုင်းအတာကိုဟောပြန်စဉ်းစားလိုက်တယ်ကြာခဲ့ပြီပဲအဝေးကြီးကိုရောက်ခဲ့ပြီပေါ့ဒါပေမဲ့ဒီအချိန်မှာပဲငိမ့်ငိမ့်ကလေးနှက်လေလိုက်ရင်ဟမ်ရဲ့ဘဝမျိုးကိုလွယ်လွယ်ကလေးပြန်ရောက်သွားနိုင်တယ်ဆိုတာလဲဟောတယောက်သဘောပေါက်တယ်ဒါကြောင့်ဒိန်ငယ်ရိတ်တာအန်ကိုနေတိုင်းစစ်ဆေးတယ်ဒိန်ငယ်အခြေအနေကိုအမြဲတမ်းလေ့လာတယ်အထိတ်တလန့်ဖြစ်စရာတွေနဲ့မမျှော်လင့်တဲ့အပြောင်းလဲတွေဖြစ်လာမှာကိုရှောင်နိုင်အောင်ဘာမဆိုသူလုံးမှာပဲဒိန်ငယ်တွေကတော့တောင်ပုံရာပုံရှိနေတုံးပဲဒါပေမဲ့ဝင်ကဘာထဲထွက်ပြီးနေတိုင်းလေ့လာတယ်နေရာသစ်တွေကိုရှောက်သွားတယ်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာမျက်ခြေပြတ်မခံတော့ဘူးဒူးနံပြီးစိန်ခံနေတာထက်လှုပ်လှုပ်ရှားရှားသွားလာစူးစမ်းနေတာကပိုပြီးဘဝလုံခြုံမှုရှိတယ်ဆိုတာသူသိလာပြီလေအဲ့ဒီမှာခြေတံလိုလှုပ်ရှားတံတစ်ခုဝင်ကဘာထဲဘက်ကသူကြားလိုက်တယ်တဖြည်းဖြည်းအတန်ပိုးကျဲလာတယ်သိကြပြီတယောက်ယောက်လာနေပြီဟမ်ရောက်လာတာဖြစ်နိုင်ပါမလားဟောဟိုတောင်းကသူ့ဘွားကနေပေါ်လာလိမ့်မလားတူတူတုတ်တုတ်ဆူတောင်းလိုက်ပြီးဟောကတငယ်ချင်းကိုရင်တမမနဲ့စောင့်နေတယ်ဒီလိုဆူတောင်းပြီးစောင့်ခဲ့ရပေါင်းလဲများပါပြီလေနောက်ဆုံးတော့တငယ်ချင်းဟမ်တယောက်ရောက်လာဖို့ဒိန်ကဲနဲ့အတူနေရာလိုက်ပြောင်းပါပြီးတော့မှအပိုင်ယူပါဇလန်းဆုံးသွားတော့မိုက်ကယ်ကအခန်းထဲကိုဝေ့ကြည့်လိုက်တယ်တငယ်ချင်းအားလုံးသူ့ကိုပြုံးပြုံးကြီးပြန်ကြည့်နေကြ၏ပြီးတော့ကျေးဇူးတင်ကြောင်းဝိုင်းပြောကြသည်ဇလန်းထဲကအများကြီးရလိုက်ကြောင်းလည်းပြောကြ၏နေသန်ကအားလုံးကိုမေးလိုက်ပြီးဒိုးတွေပြန်တွေ့ပြီးညကြမှာထပ်ဆွေးနွေးကြရင်မကောင်းဘူးလားအားလုံးသဘောတူကြ၏သို့ဖြင့်ညစာမစားမီရမကာဝိုင်းဖွဲ့ရင်စကားပြောကြဖို့စီစဉ်လိုက်ကြသည်ဆွေးနွေးပွဲထိုနေ့ညနေပိုင်းဟိုတယ်တစ်ခု၏တီးသန့်ခန်းတွင်ပြန်ဆောင်ကြ၏ဒိန်ငဲရှာပုံတော်အကြောင်းနောက်ပြောင်ကြည့်ရင်စမြုပ်ပြန်ကြသည်သူတို့ကိုယ်တိုင်ဝင်ကဘာထဲရောက်နေကြသည့်အလားထို့နောက်အင်ဂျလာကခက်ရွှင်ရွှင်မေးသည်ကဲနင်တို့ဇလန်းထဲကဘသူနဲ့တူတယ်ထင်တယ်လဲစနစ်ဖလားစကာရီလားဟော်လားဟမ်လားကာလော့စ်ကစဖြေသည်အေးဟာအဲ့ဒီအကြောင်းနေ့လယ်ကငါစဉ်းစားနေတာငါရဲ့အားကစားပစ္စည်းလုပ်ငန်းမစခင်အချိန်ကိုငါကောင်းကောင်းမမိတယ်အပြောင်းလဲတွေနဲ့တော်တော်နှပန်းလုံးခဲ့ရတယ်ငါ sniff တော့မဟုတ်ဘူးအပြောင်းလဲကိုငါဘယ်တော့မှကြိုပြီးအနံ့မခံဘူးပြီးတော့ငါ scary လည်းမဟုတ်ဘူးအဲ့ဒါသိကြတယ်ဘာလို့လဲဆိုတော့ငါရဲ့လှုပ်ရှားမှုတွေမမြန်ဘူးမတွက်ဘူးတကယ်ကဟမ်နဲ့ငါတူးနေတာနေကြနေရမှာပဲနေခြင်းနဲ့ကိုယ့်ပတ်ဝန်းကျင်မှာပဲကိုပျော်တယ်အမှန်တိုင်းဝန်ခံရရင်အပြောင်းလဲနဲ့ငါရင်မဆိုင်ချင်ဘူးကြုံလည်းမကြုံချင်ဘူးမိုက်ကယ်မှာကျောင်းတုန်းကကာလော့စ်နဲ့အခင်ဆုံးတငယ်ချင်းဖြစ်သည်ခုလဲကျောင်းတုန်းကလေတံဖြစ်မိုက်ကယ်ကဟဲ့ကောင်မင်းဘာတွေပြောနေရလဲမမျော်လင့်မဲ့အလုပ်ထဲမှာအပြောင်းလဲတွေဖြစ်တယ်မိုက်ကယ်ကကာလော့စ်အဖေကိုကြားတော့ရဲပြီးပြောသည်ဧကန်နာမင်းအလုပ်ပြုတ်ခဲ့ပြီထင်တယ်အေးငါအပြင်ကိုထွက်ပြီးဒိန်ငယ်အစ်စ်မရှာချင်ဘူးဆိုပါတော့ကွာအပြောင်းလဲဟာငါစီရောက်မလာသင့်ဘူးလို့ပြောဖို့ငါမှအထောက်ထားအကောင်းစားတွေရှိတယ်ဒါကြောင့်အဲ့ဒီတုန်းကငါအရန်စိတ်ထဲကြခဲ့မိတယ်အစာပိုင်းမှာငြိမ်နေကြတဲ့တငယ်ချင်းတတိုက်နေသာထိုင်သာရှိလာပြီးစကားဝိုင်းနဲ့ဝင်လာကြသည်သူတို့အထဲတွင်တက်ထဲဝင်သွားသည့် friend လဲပါသည် friend ကဟမ်အကြောင်းကြားတော့တငယ်ချင်းတယောက်ကိုသွားသတိရတယ်ဟုအစချီပြီးသူ့အတွေ့အကြုံကိုပြောပြသည်လုပ်ငန်းခွင်ထဲမှာသူ့ဌာနအပိတ်ခံရတယ်သူကအဲ့ဒီအဖြစ်ကိုမကြည့်ချင်ဘူးသူ့လူတွေကိုလည်းဟိုတီပို့ပစ်တယ်ငါတို့သူ့ကိုဝိုင်းပြောကြတယ်အလောက်ကင်ခွင်လန်းနေအများကြီးပါလို့အခြားကုမ္ပဏီတွေနဲ့ဆက်သွယ်ပါလို့သူနားမထောင်ဘူးအပြောင်းလဲကိုလက်ခံရမယ်ဆိုတာကိုသူမစင်စားဘူးခုတော့သူတော်တော်အခက်အခဲဖြစ်နေပြီသူ့စီကိုရောက်မလာဘူးလို့ထင်တဲ့အပြောင်းလဲကိုလက်ခံဖို့အလျှော့တင်းမလုပ်နိုင်သေးလို့ဖြစ်သွားတာပဲငါစီလဲအဲ့ဒီပြောင်းလဲဆိုတာရောက်လာမယ်မထင်ခဲ့ပါဘူးဒါပေမဲ့
ငါဒိန်ငယ်တွေအရွှေ့ခံလိုက်ရတာတစ်ခါနှစ်ခါမကတော့ဘူးအားလုံးဝိုင်းရေကြသည်သို့တော့နေသန်ကခက်တီတီနဲ့ဆက်ဆွေးနွေးသည်အပြောင်းလဲဆိုတာငါတို့အားလုံးစီကိုရောက်နေပြီလို့ပဲခြုံပြောလို့ရပါတယ်သူကဆက်သေးသည်ငါမိသားစုဒိန်ငယ်ဇလန်ကိုစောစောစီးစီးကြားဘူးရင်ဘလောက်ကောင်းမလဲကွာကံမကောင်းအကြောင်းမလားကျင်တော့ငါတို့လုပ်ငန်းထဲမှာအပြောင်းလဲဖြစ်တာကိုငါတို့လက်မခံချင်ကြဘူးအခုတော့တိတ်နောက်ကျသွားပြီငါတို့ဆိုင်တွေတော်တော်များများပိတ်ရတော့မယ်တငယ်ချင်းများထဲမှာတော်တော်များများအံ့ဩနေကြသည်သူတို့အားလုံးကနေတန်ကိုကံကောင်းသူတစ်နှစ်ထက်တစ်နှစ်လုပ်ငန်းတိုးတက်နေသူအဖြစ်နားလည်ထားကြသည်မဟုတ်လားဘလို့ဖြစ်တာလဲဟဲ့ဂျက်စီကာကသိကျင်စိတ်ဖြင့်မေးလိုက်သည်ငါတို့ဆိုင်ကလေးတွေခွဲပြီးရှောက်ဖွင့်လာတာတဖြည်းဖြည်းနဲ့ခက်နောက်ကျကြံခဲ့တယ်လေအေယာမကုံတိုက်ကြီးတွေကပစ္စည်းမျိုးစုံတင်ပြီးဈေးလျှော့ရောင်းနိုင်တော့ငါတို့ကွဲတာပေါ့ဘယ်ရှင်းနိုင်မလဲငါခုတော့သဘောပေါက်ပါပြီ sniff နဲ့ scary တို့လိုလောက်ရမယ့်အစားငါတို့ကဟမ်မြက်လမ်းစဉ်ကိုလိုက်ခဲ့မိတယ်ရောက်တဲ့နေရာမှာကြောက်ချနေပြီးဘာပြောင်းလဲမှမလုပ်ဘူးပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာငါတို့မသိကြိုးကြွလောက်ထားခဲ့ကြတယ်အခုတော့ဒုက္ခလလကြီးတွေ့နေပြီလေတို့အားလုံးဟောစီကသင်ခန်းစာတစ်ခုနှစ်ခုလောက်အနည်းဆုံးယူသင့်တယ်လော်ရာကစီးပွားရေးတွင်အောင်မြင်နေသည့်အမျိုးသမီးဖြစ်သည်တစ်ချိန်လုံးနားထောင်နေပြီးစကားနည်းသူဖြစ်၏အခုမှသူစကားဝိုင်းနဲ့ဝင်လာသည်မနက်ကလူစုခွဲပြီးတဲ့နောက်ပိုင်းကိုလည်းအဲ့ဒီဇလန်ကိုပြန်စဉ်းစားနေတာပဲငါလောက်တာဘာတွေများမှားနေလဲလို့မြင်ဖို့ရယ်ကိုပြန်ရတတ်ဖို့ရယ်အပြောင်းလဲကိုရင်ဆိုင်ပြီးပိုကောင်းအောင်လုပ်ဖို့ရယ်အဲ့ဒါတွေဖြစ်မြောက်အောင်ဘယ်လိုလုပ်ရပါမလဲပေါ့ခြုံပြောရရင်ဟောနဲ့တူအောင်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့လော်ရာဆက်ပြောသည်ပြီးတော့ကိုသိချင်လာတယ်ကိုတို့ဒီမှာရောက်နေတဲ့တငယ်ချင်းတွေအားလုံးထဲမှာအပြောင်းလဲကိုကြောက်တာဘယ်နှယောက်ပါမလဲလို့အားလုံးငြိမ်နေကြသည်ဒီတော့လော်ရာကအကြံပြုသည်ကဲလက်ညှိုးထောင်ကြကွာလက်ညှိုးတစ်ချောင်းမြောက်လာသည်ဟုတ်ပြီတို့ထဲမှာရိုးသားတဲ့လူတယောက်ရှိသေးတာပဲပြောပြီးလော်ရာကဆက်ပြန်သည်ခုကိုမေးမဲ့နောက်မေးခွန်းကိုမင်းတို့သဘောကျကြမှာပါတခြားလူတွေကအပြောင်းလဲကိုကြောက်ကြတယ်လို့ထင်တဲ့လူတို့ထဲမှာဘယ်နှယောက်ပါသလဲလက်တွေအားလုံးမြောက်တက်လာကြသည်သူတို့ဝိုင်းရကြသည်လော်ရာကထပ်မေးသည်အဲ့ဒါကိုတို့ဘလို့အဓိပ္ပာယ်ကောက်မလဲအမှန်တရားကိုညှင်းပယ်ခြင်းပေါ့နေသန်ကဝင်ဖြေသည်မိုက်ကယ်ကထောက်ခံသည်တခါတလေမှာငါတို့လူတွေကကိုကြောက်နေမှမသိကြဘူးအဲ့ဒါကိုတွေ့ပဲဒီဇလန်ကိုကြားစားကမကြောက်ရင်မင်းပါလို့မလဲဆိုတဲ့မိကုန်းကိုတိတ်ကြိုက်တယ်ဂျက်စီကာကထပ်ဖြေသည်ဒီဇလန်တွေကငါရလိုက်တာကတော့ငါဘာသာငါကြောက်ချင်ကြောက်နေမယ်ငါကြိုက်ချင်ကြိုက်မယ်မကြိုက်ပဲနေရင်လည်းနေမယ်ဒါပေမဲ့အပြောင်းလဲဆိုတာငါစီကိုတေချာပေါက်ရောက်လာမှာပဲဆိုတဲ့အချက်ပဲငါတခုသွားသတိရတယ်ကြာတော့ကြာခဲ့ပါပြီငါတို့ကုမ္ပဏီကဆွဲဆောင်ချမ်းအတွဲလိုက်ရောင်းတယ်အဲ့ဒီအတွဲပေါင်းများစွာကိုကွန်ပျူတာတက်ပြားတဲ့ထည့်လိုက်ရင်တစ်ချက်နဲ့လုံလောက်တယ်အဲ့ဒါကိုများများထုတ်ပြီးဈေးပေါပေါနဲ့ရောင်းဖို့မိတ်ဆွေတယောက်ကအကြံပေးတယ်ငါတို့ကုမ္ပဏီအနေနဲ့ထုတ်လုပ်မှုစရိတ်လည်းမဆိုးတလောက်ပဲကုန်မယ်ဝယ်သူတွေအတွက်လည်းအပုံကြီးတက်တာသွားမယ်ဒါပေမဲ့ငါတို့အားလုံးအဲ့ဒီအကြံကိုပယ်ချခဲ့ကြတယ်ဘာလို့နေလို့ပယ်တာလဲနေသန်ကဝင်မေးသည်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတုန်းကငါတို့ကုမ္ပဏီရဲ့ကြော်ယူဟာအယောင်အင်အားလို့ငါတို့ယုံကြည်ခဲ့တာကိုကိုရိုင်းရာရောက်ပို့ပေးတဲ့စနစ်နဲ့တို့အောင်မြင်နေချိန်မှာလေအယောင်အားဟာကော်မရှင်ပေါ်မှာမီနေတော့ထွက်ကုန်ဈေးနှုန်းမြင့်လေတို့တွက်ချေကြိုက်လေပေါ့အဲ့ဒီနီးနဲ့တို့အောင်မြင်နေတာအကြာကြီးလေဒီတော့တို့လည်းတစ်သက်လုံးဒီတိုင်းသွားမယ်ထင်တာပေါ့အဲ့ဒါနင်တို့ထင်ခဲ့ပေါ့ဟုတ်လားနေတန်ကထက်မိသည်ဒါပေါ့ဟာဒီတော့ငါတို့ဆက်မိန်နေတာပေါ့အဲ့ဒီအကြောင်းတွေငါပြန်စဉ်းစားကြည့်တယ်သူတို့ကဒိန်ငဲကိုနေရရွှေ့ထားတယ်ဆိုတာထက်ဒိန်ငဲမှာအသက်ရှိပြီးသူတို့ဘာသာထွက်ပြေးသွားတာလို့ပြောတာပိုကောင်းတယ်ထားပါတော့ဘလို့ပဲဖြစ်ဖြစ်ငါတို့မပြောင်းခဲ့ကြဘူးဒါပေမဲ့ငါတို့ရဲ့အပြိုင်ဆိုင်တွေကအခြေအနေတွေလိုက်ပြောင်းတယ်တို့အယောင်းစံချိန်တွေထိုးကျသွားတယ်ကုမ္ပဏီလည်းအသက်မရှူနိုင်အောင်ဖြစ်သွားတယ်ခုတော့စက်မှုပိုင်းဆိုင်ရာအေယာမတိုးတက်ပြောင်းလဲမှုကြီးနဲ့ငါတို့ထိတ်တိုက်တိုးနေပြီငါတို့ဘက်ကဘယ်သူမှကြမ်းကြမ်းခံပြီးတိုက်ပွဲမွေညင်ကြတော့ဘူးအခြေအနေသိပ်ဆိုးသွားပြီငါလည်းမကြခင်ပြုတ်တော့မှာပါခုချိန်ဟာနင်တို့ဝင်ကဘာထဲထွက်ရမယ့်အချိန်ပဲကာလော့စ်ကမက်ချက်ချတော့အားလုံးကဝိုင်းရီကြသည်ဂျက်စီကာပါလိုက်ရည်သည်ကာလော့စ်ကဂျက်စီကာဘက်လှည့်ပြီးနင့်ကိုနေရဲနိုင်တာကောင်းတဲ့လက္ခဏာပဲဂျက်စီကာဟုအားပေးသည်ဖရင့်ကလည်းသူ့မြင်ကိုထုတ်ပြောသည်ဒီဇလန်တွေကငါရလိုက်တာလဲအဲ့ဒါပဲကွငါတိတ်အလေးနဲ့ထားလွန်းတယ်
နောက်ဆုံးဟောသူကိုသူပြန်ပြီးရင်မောနိုင်တဲ့အချိန်ကျမှဘလို့ပြောင်းလဲသွားခဲ့တယ်ဆိုတာငါသတိထားမိတယ်အင်ဂျလာကမေးခွန်းထုတ်သည်ဟမ်တယောက်အပြောင်းလဲကိုလက်ခံပြီးနောက်ဆုံးဒိန်ငယ်အသစ်တွေ့တယ်လို့နင်တို့ထင်ကြသလားငါတော့သူတွေ့တယ်လို့ထင်တယ်အဲလင်း၏အဖြေကိုရီကကန့်ကွက်သည်ငါတော့မထင်ဘူးလူတယောက်ဟာအပြောင်းလဲကိုဘယ်တော့မှလက်မခံဘူးလေနံဓာတ်ထစ်သမားတွေရှိတယ်အဲ့ဒီအတွက်ကြားရောက်လာတဲ့တန်ကိုလဲဆင်းခံခြင်းခံမယ်သူတို့ကဒိန်ငယ်ကိုသူတို့ပိုင်ပစ္စည်းလို့သူတို့ရပိုင်ခွင့်လို့ပုံသေးတက်ထားတာသူတို့ရှေ့ကဒိန်ငယ်ပျောက်သွားပြီဆိုတာနဲ့ငတုံးတွေဖြစ်သွားပြီဟိုလူကိုအပြစ်ပုံချဒီလူကိုအပြစ်ပုံချလုပ်တော့တာပဲသူတို့ကအပြင်ထွက်ပြီးစွန်စားကန်းဖွင့်တဲ့လူတွေနဲ့မတူတော့ပဲစိတ်ကြသမားတွေဖြစ်ကုန်ရောနေတန်ကသူ့ကိုယ်သူပြောသလိုလေတံဖြင့်ပြောသည်ငါထင်တော့ပြဿနာကအဲ့ဒီလိုအခြေအနေတွေကရုံထွက်နိုင်ဖို့ဘာတွေလိုအပ်တယ်လဲဆက်ပြီးလှုပ်ရှားဖို့ဘာတွေလိုလဲဆိုတာသိဖို့ပဲအားလုံးခဏငြိမ်သွားကြ၏အတန်ကြာမှနေတန်ကအမှန်တိုင်းပြောရရင်ဒိုတိုင်းပြည်တစ်ဖက်ချမ်းမှာဘာတွေဖြစ်နေလဲဆိုတာငါမြင်တယ်ဒါပေမဲ့အဲ့ဒီခရက်ကငါတို့စီအထိရိုက်လာလိမ့်မယ်လို့ငါမထင်ခဲ့ဘူးငါအထင်တော့အပြောင်းလဲကိုယ့်စီရောက်လာမှတုံ့ပြန်တာတဲ့ကို့မှာအင်အားရှိတော့ကိုကဥအောင်လာမယ်ပြီးပြေးတွေ့တာကပိုပြီးအထိပ္ပယ်ရှိမယ်မင်းဘာဆိုလိုတာလဲနေတန်ဖရင်းကနားမရှင်းသလိုပြန်မေး၏နေတန်ကဖြေသည်ငါတို့ဆိုင်တွေတိုက်ခန်းတွေအားလုံးရောင်းထုတ်တနေရာမှာခင်မီကုံတိုက်တစ်ခုစောက်ပြီးတော့သူတို့နဲ့ရှင်အဲ့ဒီလိုလှုပ်ဖြစ်ရင်ဘယ်လိုနေမလဲဆိုပြီးငါစဉ်းစားတာလေလော်ရာကဝင်ဆွေးနွေးသည်အဲ့ဒါဟောလောက်သွားတာနဲ့အတူတူမဟုတ်ဘူးလားနေရာမှာသူရေးသွားတယ်လေစွန်စားကန်းကိုတန်ဖိုးထားပါဒင်ကဲနဲ့အတူလိုက်ရွှေ့ပါဆိုတာလေဖရင်းကတမျိုးတွေးသည်တခုရှိတယ်ကွအပြောင်းလဲမလုပ်သင့်တဲ့ကိစ္စတွေလည်းရှိတယ်ဥပမာကွာငါဆိုရင်ငါကိုယ်တိုင်သတ်မှတ်ထားတဲ့မူလတန်ဖိုးကိုအမြဲစုပ်ကင်ထားခြင်းတယ်အေးလေအခုတော့ငါသဘောပေါက်ပါပြီငါသာဒင်ငယ်နဲ့အတူစောစောစီးစီးလိုက်ရွှေ့ရင်ဒါထက်ကံကောင်းနိုင်ကြရှိတာပေါ့အမြဲတမ်းအဘိဓမ္မာစံကျင်သည့်ရစ်ချတ်ကခုမှစတင်ဆွေးနွေးသည်ဒါထက်မိုက်ကယ်မင်းပုံမြင်လေးကနားထောင်လို့ကောင်းပါတယ်ဒါပေမဲ့မင်းကုမ္ပဏီမှာတကယ်တမ်းဘလို့အသုံးချတယ်ဆိုတာလဲတို့ကိုပြောပြပါဦးတငယ်ချင်းတစ်တိုက်ရစ်ချတ်ဤဇလန်းကိုမကြားသည်သူနဲ့အဆက်အသွယ်ပြတ်နေကြသည်မကြသေးခင်ကသူတို့လင်မယားကွဲကြသည်အလုတ်တစ်ဖက်မီးကောင်ပေါက်လေးတွေတစ်ဖက်နဲ့သူရုန်းကန်နေရ၏မိုက်ကယ်ကရှင်းပြသည်ငါအလုပ်ကနေ့စဉ်ပြဿနာတွေကိုချက်ချင်းရှင်းရတဲ့အလုပ်မျိုးကွအမှန်ကရှေ့ဆက်ရမယ့်ခရီးကိုကြိုတွေးရမှာအနာဂတ်ကိုပို့ပြီးသတိနဲ့ကြည့်ရမှာဒါပေမဲ့အဲ့ဒီပြဿနာတွေကိုငါရှင်းနိုင်မယ်ထင်လား24နာရီလုံးလုံးပြဿနာမျိုးစုံတက်နေတာကြာတော့ငါနားမထောင်ချင်ဘူးတော်တော်ပြောစရာမကောင်းတဲ့ကိစ္စပဲဒါပေမဲ့ငါဒီဒိန်ငယ်ဇလန်ကိုကြားပြီးဟောရဲ့အပြောင်းလဲကိုငါလေ့လာတယ်အဲ့ဒီမှာငါအလုပ်ဟာဒိန်ငယ်အသစ်ပုံရေးပြရမယ့်အလုပ်မျိုးဆိုတာသိလိုက်ရတယ်အဲ့ဒါကိုပြီးပြင်းပြင်းလုပ်နိုင်ဖို့လက်တွေ့ကြကြလုပ်နိုင်ဖို့လှုပ်ဖို့ကင်ဘက်တွေနဲ့ပေါင်းပြီးစူးစမ်းခဲ့ရတယ်အင်ဂျလာကဝင်ထောက်ခံသည်ဟုတ်ပါတယ်စိတ်ဝင်စားစရာပဲငါသဘောပြောရရင်ဇလန်းရဲ့အားအကောင်းဆုံးအပိုင်းဟာဟောတယောက်အကြောက်တရားကိုမောင်းထုတ်နိုင်ပြီးသူ့စိတ်ထဲမှာဒိန်ငယ်အသစ်တွေမြင်လာတဲ့အခန်းပဲဝင်ကဘာထဲမှာပြေးရင်မကြောက်တော့ပဲပြောလာတယ်အဲ့ဒီမှာတိတိတသာသူ့အခြေအနေကောင်းလာတာလေတစ်ချိန်လုံးမျက်မှောင်ကုပ်ပြီးနားထောင်နေသည့်ရစ်ချက်သည်ဘယ်တော့မှသူ့အကြောင်းပြောပြသည်ငါမန်နေဂျာမှငါ့ကိုပြောတယ်ကွငါတို့ကုမ္ပဏီအပြောင်းလဲလုပ်ဖို့လိုပြီတဲ့ငါအထင်တော့သူငါ့ကိုအပြောင်းလဲလုပ်ဖို့ပြောတာပဲဒါပေမဲ့ငါနားမထောင်ချင်ဘူးငါအထင်တော့ငါဒိန်ငယ်အစ်စ်ဘာဆိုတာဘယ်တော့မှသိမဲ့ကောင်မျိုးမဟုတ်ဘူးအမျိုးသမီးကအတင်းတွန်းတယ်မဟုတ်ရင်ငါဒီနေရာမှာရှိချင်မှရှိမှာသူကခက်ရဲ့ပုတ်ပြုံးပြီးစကားဆက်သည်ဒိန်ငယ်အစ်စ်ရှာဖွေရေးကိုငါသဘောကျသွားတယ်ဆိုတာဝန်ခံရမှာပဲစိတ်ထဲမှာတကယ်တွေ့ပြီးတကယ်စားရပြီလို့ထင်လာတယ်အဲ့ဒီမှာတင်လူကတအားတက်ကြွလာတယ်ဘာကုန်းမှမကြောက်တော့ဘူးအပြောင်းလဲကိစ္စတွေကိုလည်းပို့ပြီးစိတ်ဝင်စားလာတယ်အမှန်ကဒီနည်းကိုငါအိမ်မှာလည်းသုံးရမှာကွငါကလေးတွေကသူတို့ဘဝမှာဘာပြောင်းလဲမှဖြစ်မလာနိုင်ဘူးထင်နေကြတယ်အနာဂတ်မှာဘာတွေရှိလာမလဲဆိုတာတွေးပြီးသူတို့ကြောက်နေလို့ဇွတ်အပြောင်းလဲကိုလက်မခံချင်ကြတာပဲဖြစ်မယ်ငါကဒိန်ငယ်အသစ်ပုံကိုပြပြင်းဆွဲမပြသေးလို့လည်းဖြစ်ချင်ဖြစ်လိမ့်မယ်ငါကိုယ်တိုင်ဒိန်ငယ်အသစ်နဲ့နဖူးတွေဒူးတွေမကြုံသေးလို့လည်းဖြစ်ချင်ဖြစ်မှာပေါ့ကွာအားလုံးငြိမ်ကြသွားပြီးမိသားစုအကြောင်းတွေသူတို့ခေါင်းထဲအရှူရှူဝင်လာကြသည်အဲလင်းကစသည်နင်တို့အားလုံးအလောက်ကြောင်းပဲခေါင်းထဲမှာရှိကြတယ်
ငါကဇလန်းကိုနားထောင်ကြတဲ့ကငါဘွားနဲ့ရှင်ပြီးစဉ်းစားခဲ့တာငါရဲ့လက်ရှိလူမှုရေးဘဝဟာဒိန်ငယ်အဟောင်းကြီးပဲဟောင်းတာမှဆိုးဆိုးဝါးဝါးကိုမိုတက်နေပြီကိုရီကရေပြီးထောက်ခံသည်ငါလည်းနင်းလိုပါပဲဟာလက်ရှိအခြေအနေဇိုးတွေကနေယုံထွက်မှထင်တယ်အင်ဂျလာကဘဝင်မကြသည့်ပုံစံဖြင့်ဒိန်ငယ်မိုတက်ရတာအမှုချင်းဟောင်းတွေကြောင့်မဖြစ်နိုင်ဘူးလားငါတို့တကယ်စွန့်ပစ်ရမှာကငါတို့လူမှုရေးဘဝကိုပိုဆိုးစေနိုင်တဲ့အမှုချင်းတွေပဲပြီးမှအတွေးခေါ်သည့်ခြေလန်းသည့်နဲ့ဘဝကိုပြောင်းပြရမှာဟိုက်ကောင်းလိုက်တဲ့အတွေးခေါ်ကွာဒိန်ငယ်အသစ်ဆိုတာလူတစ်ယောက်ရဲ့ဒုတိယဘဝမျက်နှာစာပေါ့ကိုရီကထောက်ခံခြင်းဖြစ်၏ရစ်ချတ်ကငါထင်တာတွေထက်ပိုသေးတယ်ဆိုတာငါခုတွေးနေတာငါအနေနဲ့တော့ဘဝဆက်ဆံမှုပုံစံပြောင်းတာထက်အမှုအကျင့်ဟောင်းတွေစွန့်ပစ်ဖို့ပိုလိုအပ်မယ်ထင်တယ်အကျင့်ဟောင်းတွေမပယ်နိုင်ရင်ဒုံရင်ပဲနေမှာအလုပ်တစ်ခုပြောင်းလုပ်တာထက်ငါတို့ကုမ္ပဏီအပြောင်းလဲလုပ်ရမှာတအားဝိုင်းဝန်းပါရင်ကောင်းမယ်ထင်တယ်အခြားတစ်မျိုးမှာရောက်နေပြီးဒီပြန်လဲတွေ့ဆုံပွဲအတွက်တက်ရောက်လာသည့်ဘက်ကီစကားဝိုင်းနဲ့ဝင်လာသည်ဇလန်းကိုမင်းတို့အားလုံးဝေဖန်နေတာတွေရောနားထောင်ရင်ကိုရေချင်းလာတယ်ကိုကတကယ်တော့ဟန်မင်းအပြောင်းလဲကိုကြောက်ပြီးစင်ကြေတွေအမျိုးမျိုးပေးပြီးတနေရာထဲမှာကုတ်ကတ်နေတာကိုလိုလူစားဘလောက်များများရှိမလဲမသိဘူးနော်ကိုအကျင့်တွေမထင်သားသမီးတွေစီရောက်ကုန်ပြီလားမသိပါဘူးကွာတည်တည်ချာချာစဉ်းစားကြည့်တော့အပြောင်းလဲဟာပိုပြီးတစ်လွင်နဲ့ပိုပြီးမြင့်မြတ်တဲ့နေရာကိုဥဆောင်နိုင်တယ်လို့ကိုသဘောပေါက်တယ်ကိုတို့သာအကြီးကောင်ဒုတိယနှစ်အထက်တန်းကျောင်းသားဘဝကိုသွားတတိရတယ်အမျိုးသားကအီလီနွိုင်းကနေဗာမောင့်ကိုပြောင်းသွားတော့တားကြီးကလုံးဝမလိုက်ချင်ဘူးသူကတိတ်အပေါင်းအသင်းမင်းတာလေပြီးတော့သူကကျောင်းရီကူအသင်းမှာချန်ပီယံကွအဲ့ဒီမှာကိုတို့ပြောင်းမယ်လဲဆိုတော့သူဒေါသပုံထားပါလေရောဗာမောင့်ရောက်တော့တဲမကြပါဘူးစကိတ်စီရင်ဗာမောင့်တောင်တန်းတွေကိုချစ်လာကြည့်ရဲ့ဆိုဖြစ်တော့တာပဲခုတော့ကိုရိုချောကကော်လိုရာဒိုတက္ကသိုလ်မှာပျော်လို့နေပြီကိုရိုအားလုံးဒီဒိန်ခဲဇလန်နဲ့ကိုစီအိမ်တယ်သွားပြီးကော်ဖီတောက်ရင်ဆွေးနွေးရရင်မိသားစုဘဝအမောတွေတီးတတရောကြသွားမယ်လို့ထင်တယ်ဂျက်စီကာကသဘောတူသည်ငါတော့အိမ်ရောက်ချင်းပဲဒိန်ခဲဇလန်ကိုဖောက်တယ်ချမယ်ပြီးတော့သူတို့ကိုဝေဖန်ခိုင်းမယ်ငါ sniff လား scary လား hall လား ham လားလို့သူတို့ကိုလည်းဘယ်သူနဲ့တူတယ်ထင်လဲမေးမယ်ပြီးတော့ဒိုမီသားစုရဲ့ဒိန်ခဲအဟောင်းကြီးအကြောင်းကိုလည်းဆွေးနွေးမယ်ဒိန်ခဲအသစ်ဆိုတာဘလို့နေမလဲဆိုတာလည်းခံမှန်းခိုင်းမယ်အေးကောင်းတယ်နင့်ကြံကောင်းတယ်ဂျက်စီကာရစ်ချက်ဤထောက်ခံတဲ့နောက် friend ကဖြည့်ဆက်ဆွေးနွေးပြန်သည်ငါကတော့ဟောနဲ့ဘူတူမယ်ထင်တယ်ဘာလို့လဲဆိုတော့ဒိန်ခဲနဲ့အတူငါလိုက်ရွှေ့နေတာကိုငါရဲဘော်တွေထဲမှာဒီဇလန်ငါဖြန့်လိုက်အောင်မယ်အပြောင်းလဲရဲ့သဘောတဘာဝကိုသူတို့နားလည်အောင်လို့လေတော်တော်စိတ်ဝင်စားစရာကောင်းတဲ့စကားဝိုင်းဖြစ်လာမှသိကြတယ်ဇက်ပြောသူမိုက်ကယ်ကထက်ရှင်သည်အေးပေါ်လေးလုပ်ငန်းတိုးတက်အောင်လဲတို့ဒီအတိုင်းလုပ်ကြရတာပဲဒိန်ငယ်ဇလန်ကိုတို့အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြတာပေါ့ဒီဇလန်ကနေဘာတွေယူရမယ်တို့ကိုပိုင်ဘဝတွေမှာဘယ်လိုအသုံးချရမယ်ဆိုတာတွေပေါ့ဘာသာစကားတူတဲ့လူတွေအချင်းချင်းအပြောင်းလဲနဲ့ရှင်ဆိုင်မှုကိစ္စတွေပြောရတာတဲနှိပ်ပါတယ်ထိရောက်မှုလည်းရှိတယ်ငါတို့ကုမ္ပဏီတွေကိုတော်တော်နက်နက်ရှိုင်ရှိုင်ကျေပြန့်သွားတယ်နေဆန်ငါထပ်မိသည်ဘယ်လောက်ထိကျေပြန့်သွားလဲဆိုပါအောင်ဒီလိုကတို့အဖွဲ့အစည်းတွေကိုတကယ်ကွင်းစင်းကြည့်တော့မှသူတို့မှာခွန်အားမရှိဘူးလို့ထင်နေတဲ့လူတော်တော်များများတွေ့ရတယ်အဲ့ဒါကဘာကိုပြနေတယ်လဲဆိုရင်သူတို့ကအပေါ်ကကြလာမဲ့အပြောင်းလဲကိုသူတို့လက်မခံချင်ကြတာအမှန်တော့ကွာအပေါ်ကကြလာတဲ့အပြောင်းလဲနဲ့ဘယ်ရက်ကလာတဲ့အပြောင်းလဲဖြစ်ဖြစ်အတူပေါ်ပါပဲမိုက်ကယ်ကထပ်ဖြေသေးသည်ငါဒီထိန်ငယ်ဇလန်ကိုစောစောစီးစီးရခဲ့ရင်တိတ်ကောင်းပါပဲကွာဘာဖြစ်လို့လဲမိုက်ကယ်ကကားလော့စ်ကဝင်မေးခြင်းဖြစ်သည်ဒီလိုကအပြောင်းလဲကိုရင်ဆိုင်ကြဖို့ငါတို့စဉ်းစားနေတဲ့အချိန်မှာလုပ်ငန်းအခြေအနေကတော်တော်ဆိုးနေပြီလူတွေထွက်နေကြပြီအဲ့ဒီအထဲမှာငါတငယ်ချင်းတွေလူတော်တော်များများပါသွားတယ်ဘာမှမတတ်နိုင်တဲ့အချိန်လေတို့ဒီအတိုင်းလက်ပိုက်ကြည့်နေခဲ့ရတယ်ဘလို့ပဲဖြစ်ဖြစ်ကုမ္ပဏီမှာမထွက်ပဲကြံနေတဲ့လူတွေအားလုံးဒိန်ခဲဇလန်ကြောင့်သူတို့အမြင်တွေလုံးဝပြောင်းသွားပြီအရာတိုင်းကိုရှူးတောင်တစ်မျိုးကနေကြီးတက်လာကြတယ်လို့ပြောကြတယ်ထွက်သွားပြီးအလုတ်သစ်ရှာတဲ့လူတွေကတော့ပထမလက်ခံနိုင်ဖို့မလွယ်တဲ့အကြောင်းဒါပေမဲ့ဇလန်ကိုတစိမ့်စိမ့်တွေးတော့သူတို့အတွက်အများကြီးအထောက်အကူရတဲ့အကြောင်းပြောကြပါတယ်အင်ဂျလာကဘယ်ဟာသူတို့ကိုအထောက်အကူအရာဆုံးတယ်လဲဟုဖြတ်မိသည်သူတို့စကားအရာပြောရရင်တော့သူတို့အကြိုက်ဆုံးအခန်းကအကြောက်တရားကိုမောင်းထုတ်နိုင်ပြီဆိုတာနဲ့ဒိန်ခဲအသစ်ဟာတနေရာမှာတကယ်ရှိနေတယ်
လာရှာမဲ့လူကိုအသင်းစောင့်နေတယ်ဆိုတာသိလာတဲ့အခန်းပဲတဲ့သူတို့ပြောသေးတယ်ဒိန်ခဲအသစ်ရဲ့ပုံသူတို့ခေါင်းထဲမှာဖော်နိုင်လာတာနဲ့သူတို့အားတက်လာတယ်တဲ့အင်တာဗျူးတွေမှာလည်းသူတို့အခြေအနေကောင်းလာတယ်တဲ့တော်တော်များများသူတို့စီမာထက်ကောင်းတဲ့အလုပ်တွေရသွားကြတယ်လော်ရာကမေးခွန်းထုတ်သည်မင်းတို့ကုမ္ပဏီမှာကြံနေတဲ့လူတွေကကောသူတို့ကဟိုတုန်းကလိုအပြောင်းလဲကိုမကြည်မနှက်ဖြစ်ပြီးပူညံမလုပ်ကြတော့ပဲသူတို့ကကျွန်တော်တို့ရဲ့ဒိန်ခဲကိုရွှေ့ပစ်လိုက်ပြီးကျွန်တော်တို့ဒိန်ခဲအသစ်ထွက်ရှာကြတာပေါ့လို့ပြောပေါ်ရလာတယ်ကို့အတွက်အများကြီးအချိန်ကုန်သက်သာသွားတာပေါ့စိတ်လည်းမပင်ပန်းရတော့ဘူးတိတ်မကြပါဘူးကန့်လန့်လုံနေတဲ့သူတွေအားလုံးအပြောင်းလဲဖြစ်ရခြင်းရဲ့အကျိုးမြတ်ကိုမြင်လာတယ်နောက်ဆုံးသူတို့ဝင်အောင်ကူကြတယ်ဘာကြောင့်ဒီလိုဖြစ်လာရတယ်လို့ထင်တယ်လဲကိုရီမေကွန်ဖြစ်သည်ကို့အထင်တော့ကုမ္ပဏီတိုင်းမှာရှိတဲ့အုပ်စုအင်အားတစ်မျိုးနဲ့အများကြီးသက်ဆိုင်မယ်ထင်တယ်နင်းစဉ်းစားကြည့်လေနင်းလုပ်ဖူးတဲ့ကုမ္ပဏီတွေမှာထိပ်ပိုင်းကနေပြီးအပြောင်းလဲလုပ်တော့မယ်လို့ကြေညာလိုက်ရင်ကြိုဆိုတဲ့သူများသလားညင်းပယ်တဲ့သူများသလားFrank ကဝင်ဖြေသည်ညင်းတဲ့လူများတာပေါ့မိုက်ကယ်ကခေါင်းငိမ့်ပြီးဟုတ်တယ်အဲ့ဒါဘာကြောင့်လဲကာလော့စ်ကဝင်ဖြေသည်လူတွေကအပြောင်းလဲဖြစ်လာရင်ပိုဆိုးမယ်ဒါကြောင့်ပိုနေမြဲကြားနေမြဲပဲနေကြတယ်ခက်ထက်လူတယောက်ကအပြောင်းလဲဟာမကောင်းဘူးလို့ပြောလိုက်ရင်သူတို့အားလုံးတန်ရောင်လိုက်ကြတော့တာပဲမိုက်ကယ်ကပြန်ဖြေသည်ဟုတ်တယ်သူတို့ရင်ထဲမှာအဲ့ဒီတိုင်းခံစားရတာဟုတ်ချင်းမှဟုတ်မယ်ဒါပေမဲ့အဲ့လိုလုံးမှသူတို့လူတော်စင်းရင်ဝင်မယ်ထင်နေတာကိုအဲ့ဒီမှာခက်စွာတယောက်ကသဘောထားပေးလိုက်ရင်အားလုံးနောက်လိုက်တွေဖြစ်သွားကြတယ်အဲ့ဒါငါပြောတဲ့အုပ်စုအင်အားပဲဖွဲ့စည်းတိုင်းမှာအပြောင်းလဲကိုဒုက္ခပေးနေတာအဲ့ဒီအင်အားပဲဘက်ဒီကထပ်ဖြည့်သည်မိသားစုထဲမှာလည်းအဲ့ဒါမျိုးဖြစ်နိုင်တာပဲနော်ကလေးတွေနဲ့မိဘကြားမှာလေဒါထက်ဒိန်ခဲဇလန်နားထောင်ပြီးတဲ့လူတွေထဲမှာဘလို့အပြောင်းလဲတွေဖြစ်လာသလဲမိုက်ကယ်ကရိုးကလေးရှင်းပြသည်လူတွေပြောင်းလဲလာကြပါတယ်ဘာလို့လဲဆိုတော့ဘသူမှဟမ်နဲ့မတူချင်ဘူးလေနေသန်ပါဝင်အားလုံးရေကြသည်နေသန်ကမှတ်ချက်ပေးသည်အဲ့ဒါအတော်ကောင်းတဲ့အချက်ပဲငါမိသားစုထဲမှာလည်းဟမ်နဲ့ဘသူမှမတူချင်ဘူးမနေ့ကဒိုးမိသားစုပြန်တွေးဆုံပွဲမှာဘာလို့မင်းဒီဇလန်ကိုမပြောပြသလဲအဲ့ဒါဆိုဘို့အလုပ်ဖြစ်မှာမိုက်ကယ်ကသူ့နောက်ဆုံးအတွေ့ကိုချပြသည်ဒီဇလန်ကလေးကောင်းအသုံးဝင်တယ်ဆိုတာသိတော့တို့ရဲ့လုပ်ငန်းနဲ့ဆက်နေတဲ့လူတွေစီကိုဖြန့်လိုက်တယ်လေတခြားကုမ္ပဏီတွေလည်းအပြောင်းလဲလိုင်းပုတ်ခတ်ခံနေရတယ်ဆိုတာသိထားပြီးသားကိုဂျက်စီကအခေါင်းထဲသို့အတွေးပေါင်းများစွာဝင်သွားပြီးမနက်ပိုင်းတွင်သူ့စီကိုအဝယ်သမားတွေစီကဖုန်းတွေအများကြီးဝင်လာခဲ့၏သူကနိုင်ငုံကြည့်လိုက်ပြီးကဲတငယ်ချင်းတို့ငါတော့လင်းမဖြစ်မယ်မိုတက်နေတဲ့ဒိန်ငယ်တွေကိုထားခဲ့ပြီးလက်ဆက်ဒိန်ငယ်သစ်တွေပြေးရှာလိုက်အောင်မယ်ဝါကနေပွဲကျသွားပြီးအသီးသီးနှုတ်ဆက်ကြသည်သူတို့စကားပြောလို့မဝါကြသည်သို့တော့အချိန်တန်သဖြင့်အိမ်ပြန်ကြရတော့မည်လူစုမခွဲခင်မိုက်ကယ်ကိုဝိုင်းကျေးဇူးတင်ကြသည်မိုက်ကယ်ကအေးကွာဒီဇလန်ကလေးမင်းတို့အတွက်အသုံးကျတယ်ဆိုရင်ငါဝမ်းသာပါတယ်တခြားလူတွေစီကိုလည်းလက်ဆင့်ကမ်းပေးဖို့မင်းတို့ကြုံကြိုက်ကြလိမ့်မယ်လို့ငါထင်ပါတယ်ဟုညီကုန်းချုပ်လိုက်သည်